လေးသားရတော့တရားချစ်ခြင်းစိတ်ကောင်းဝင်ရတဲ့ဓမ္မပစ္စည်းသူတော်ဆရာပေါင်းတို့ခင်ဗျာယနေ့ကတရားရည်အမြဲရှိတဲ့ပြုခေါ်ကြတဲ့ဆရာတော်ဘုရားကြီးဓမ္မတရပလင်ပေါ်သို့ရောက်ရှိနေပြီဖြစ်ပါ၍ဆရာတော်ဘုရားကြီးတိလတော်တမာရီတော်ပညာတော်တို့ကိုအာရုံပြုပါသုံးပါးအစုံမြတ်တရဘုံနဲ့အင်္ဂါ၅ဌာန်နဲ့ပြည့်စုံသောတိလတော်ရကိုညီညာပြပြခံယူဆောက်ကြပါစို့ဟောကျင့်ဝေယတရား၄ပါးတို့ကိုဘဝမချပွားများကျင့်ကြံကြိုးကုပ်အားထုတ်နိုင်လွယ်ကြသဖြင့်ဒုက္ခခန္တိချုပ်ငြိမ်းရမှန်မြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချကိုယ်စီကိုယ်ငါအတိတိရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေဘန္တေတိတရဏိနာတဟပင်စသီလံကမ္မယာစာမိအနုခံကတဝါသီလံဒေထမေဘန္တေဒုတိယံပိတတိယံပိအဟံဗန္တေတိကရဏိနတဟပင်စသီလံဓမ္မယာစာမိနုခံကတဝါသီလံဒေထမေဘန္တေယမဟံဝဒာမိတံဝတေထနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဘုရားတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိ
Dutiyampi dhammam saranang gacchami Dutiyampi sangham saranang gacchami Dutiyampi buddham saranang gacchami Dutiyampi dhammam saranang gacchami Dutiyampi sangham saranang gacchami Tatiyampi buddham saranang gacchami Tatiyampi dhammam saranang gacchami Tatiyampi sangham saranang gacchami Tatiyampi buddham saranang gacchami Tatiyampi dhammam saranang gacchami Tatiyampi sangham saranang gacchami Karana gamana paribhona Panati pada viramani daikhapadam tamadhiyami Adena dana viramani daikhapadam tamadhiyami Adena dana viramani daikhapadam tamadhiyami Kame tu maisa sara viramani daikhapadam tamadhiyami Kame tu maisa sara viramani daikhapadam tamadhiyami Mutta vada viramani daikhapadam tamadhiyami Mutta Turambirya missa pamadatthana viramani daikhapadam tamadhiyami Turambirya missa pamadatthana viramani daikhapadam tamadhiyami Idame punyam Nibbanatta Vissayo Hotu Titarane nataha pinsa tilan dhamman tarukan kadawa apamadena tanpa ditha Padana doni 2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်ပြန်သူလာဇန်9ရက်ခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ23ရက်အင်္ဂါနေ့ညတွင်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်အမှတ်3ရပ်ကွက်ထန်းတပင်ကျောင်းတိုက်တွင်၌ဒီထားကိုယ်ွယ်တော်မူအပ်သောဆုတောင်းပြေကိုနဝင်းကကြောသိဦးစေတော်မြတ်ကြီး၏အကျဉ်130မြောက်ဗုဒ္ဓပူဇနီယဓမ္မပူဇာဓမ္မသဘင်၌ဟောကြားအပ်သောဘဝအမြင်တရားတော်ပါတရားတော်လေမူရင်းသုတ်တံကိုပြောရင်တော့ရထပါဠသုတ်တံလို့ခေါ်တယ်အဲ့တော့တရားဓမ္မတွေမှတ်မိလွယ်အောင်ဘဝအမြင်လို့နာမည်ပေးပြီးတော့ဟောကြားလာကြမယ်ဒီတရားဒေသနာတော်ကိုမဟောကြားသေးမနာကြသေးခင်တရားပိုင်ရှင်ဖြစ်တော်မူသောအစိမ့်တရားသုံးလောကထိုထသဗ္ဗညုမြတ်စွာဘုရားကိုရှိခိုးကြည်ညိုကြရအောင်အလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လက်အုပ်ချီးမွမ်းပြီးတော့နမောတတ္တ3ချိန်ဆိုလိုက်ကြနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတော1500ကိလေသာယံသူတို့မှဝေကွာတော်မူပါပြီထသောအရဟတော1500ကိလေသာယံသူတို့ကိုလေးတန်းဉာဏ်မဲ့စိန်တန်လျက်ဖြင့်ပင်ဖြတ်ဘုဒ္ဓတော်မူတတ်ပါပြီထသောအရဟတောပဋိစ္စသမုပ္ပါချာယဟတုမပြတ်လေရာ
တန္တရာဆက်ကြီးကိုကံနဲ့ခရိဉာဏ်ပစိဖြင့်ရွယ်ချိန်မိုးတရဲ့ချိုးဖြစ်တော်မူတတ်ပါပြီထသောအရဟတော်စိတ်ွယ်ရာအရ၌ပင်မကောင်းမှုကိုပြုတော်မမူတတ်ပါပြီထသောအရဟတော်ပြမနာလူသုံးပုံသူတို့၏ပူဇော်ထုကိုခံယူတော်မူထိုက်ပါပြီထသောတမ္မာတန်ဗုဒ္ဓတမဖောက်မပြန်တရားပူဉာဏ်ဖြင့်ညီရငါတံတရားမှန်ကိုဝေဖန်ပိုင်ခြားထင်ရှားပိုင်ပိုင်ကိုယ်တော်တိုင်သိမြင်တော်မူတတ်ပါပြီထသောတတ္တဘဂဝါတော်ဣတရိယဓမ္မယတ္တတိရိကာမပယတ္တမိဘုံ6ဤနှင့်ပြည့်စုံကြောကြားသူရှင်တော်မြတ်ဖရာအားမေဖရာအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောဖရာမိတော်၏အမကံဖရာအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောတရားဟောတရားနာဖြစ်ကြတဲ့ဖရာတပည့်တော်တို့၏နမောကိုနှုံနှလုံးသုံးပါးပြောင်းပြော့မှန်ကိုလျှော့၍ကတော့မြန်လို့ဝီလီယိုကရှိကုန်းနေခြင်းသည်အထုနေညာမစဲအမြဲမကွာမှန်စွာမသွေဖြစ်ပါစေသာမြတ်စွာဘုရားသုံးလောကထွဋ္ဌတပ်ပိညုမြတ်စွာဘုရားကိုရှိခိုးကြည်ညိုကြပြီးတဲ့နောက်ဘဝအမြင်တရားတော်မူရင်းသုတ်တံကရထပါဠသုတ်တံမစ္စည်းမပဏ္ဏတပါဠိတော်မှာလာတဲ့ရထပါဠသုတ်တံရထပါဠဆိုတဲ့တထေတာတရားသာသနာ့ဘံကိုဝင်ပြီးတော့နိဗ္ဗာန်ရောက်သည့်အထိကျင့်သုံးသွားစေဖို့မြတ်စွာဘုရားဟောတဲ့တရားဒီနေရာမှာဘဝအမြင်လို့နာမည်ပေးထားတော့ဘဝကိုမြင်ပုံနှမျိုးပြောမယ်ပါဠိလိုသုံးရင်တော့အတ္တဓာဆိုတဲ့အမြင်ရဲ့အာဒီနဝဆိုတဲ့အမြင်ရဲ့ဘဝပေါ်မှာမြင်ပုံနှမျိုးရှိတယ်အဲ့ဒီနှမျိုးမှာအတ္တဓာအမြင်ဆိုတာဘဝဆိုတာပျော်စရာပဲလို့မြင်တဲ့အမြင်ဘဝဆိုတာဘာလဲပျော်စရာပဲလို့မြင်တဲ့အမြင်ပြန်ပြောမယ်နော်ဟိုးငယ်ရွယ်စဉ်ကလေးဘဝတွေကပညာတွေတတ်အောင်သင်မယ်ပညာတတ်လို့ရှိရင်ဒီပညာနဲ့ဘဝတစ်လျှောက်လုံးရပ်တည်လို့ရပြီပူစရာမလိုဘူးအဲ့ဒီညီမချက်လေးနဲ့ပညာတွေတတ်အောင်သင်ပြီးတော့အချိန်တန်အရွယ်ရောက်တော့တဲ့အိမ်တော်ကြီးပြုကြအဲ့မှာသားလေးသမီးတွေရကိုတတ်တဲ့ပညာနဲ့ဘဝရပ်တည်မှုကအဆင်ပြေတော့သာဝနေရေးမပူပန်ရလို့ရှိရင်ဘဝဆိုတာပါလေပျော်စရာကြီးပဲလို့အဲ့လိုစိတ်ကူးလေးနဲ့တွေးတဲ့အမြင်မရှိတတ်ရှိဘူးအဲ့ဒါကိုအတ္တဓာတ်ခေါ်တယ်နော်ရှုထောင့်အနေနဲ့ပြောရင်အတ္တဓာတ်ရှုထောင့်ပျော်ရွှင်ပွဲရှုထောင့်အနေနဲ့မြင်တာတစ်မျိုးနောက်တစ်ခါအာဒီနဝဆိုတဲ့ရှုထောင့်ကဘဝကြီးကိုအပြစ်မြင်တာဘဝကြီးကိုပါမြင်တာခုနကတော့ပျော်စရာကြီးတယ်ပဲနော်ငယ်ရွယ်စဉ်ကလေးဘဝကိုပင်ကင်းမဲ့စွမ်းမိဘတွေရဲ့ပန်းပေါ်မှုတဲ့ပညာတွေသင်ကြမယ်ပညာတတ်ရင်ဒီပညာနဲ့တစ်သက်လုံးရက်တည်လို့ရပြီဒါကြောင့်တဘဝလုံးပူစရာမလိုတော့ဘူးအဲ့ဒီတွဲဘဝမှာလက်တွဲဖို့တွေရှာမယ်တားတဲ့သမီးတွေရမယ်မိသားစုနဲ့အတူဝင်ငွေတွေနဲ့ပျော်ရွှင်စရာဖြတ်သန်းကြမယ်ကိုတားတဲ့သမီးလေးတွေကိုဘဝကြီးရက်တည်နေအောင်လည်းငါတို့မိဘနှစ်ပါးကပြောထောင်ပေးမှာဒီလိုနဲ့ပဲဘဝကြည့်လိုက်တော့လေဒုက္ခဆိုတာရှိမှမရှိတာပျော်စရာကြီးပေါ့နောက်တစ်မျိုးကြတော့ဘဝဆိုတာပါလေညီငွေစရာညီငွေစရာအပြစ်မြင်နေရှိတော့နော်ဘဝဆိုတာပါလေညီငွေစရာစိတ်ပြည့်စရာပေါ့ဒိဋ္ဌိပြောနေစိတ်ပြည့်စရာပေါ့နော်အဲ့တော့ပုံပုံမေးကြည့်မယ်နော်ပျော်စရာအမြင်နဲ့စိတ်ပြည့်စရာအမြင်နှမျိုးမှာဘယ်အမြင်နဲ့နိဗ္ဗာန်ပို့စိတ်ပြည့်စရာပြောတဲ့မြင်နေတော့ဘုံမှာဘဝထဲမှာပြောနေကြရတော့နိဗ္ဗာန်ရအောင်မတော်ဘူးနော်ကဲပြောပြမယ်အလောင်းတော်တိတ်တတ်တာမြင်တာ
ငွေဘွားကလေးကပုံနာတွေဟောတဲ့ဒီကလေးတွေအိမ်ယာတိထောင်လူပေါင်းမှာနေရင်စကြဝဠာမင်းဖြစ်မှာအိမ်ယာမထောင်သာသနာ့အောင်ဝင်ရောက်ရင်တမ္မာတန်ဗုဒ္ဓဘုရားဖြစ်မှာလို့ဟောထားတော့ခမည်းတော်သုတ္တရဏမင်းရဲ့ဖြစ်ခြင်းတဲ့ဆန္ဒကအဲ့သုတ္တရဏမင်းကြီးကိုပြောမယ်နော်သူကဒီဘဝမှာယဟန္တာဖြစ်မှာသူသားဘုရားဖြစ်မှာဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးတော်မှလေသူသားကိုစကြဝဠာမင်းဖြစ်တာပဲမြင်နေတယ်တဲ့ဘုရားဖြစ်တာမမြင်ဘူးဘာဖြစ်တာမြင်နေတာဒါကလည်းမတားဘူးလေရှိတယ်နော်တားလေးတွေသမီးလေးတွေကိုသာသနာ့ဘောင်မှာရှင်ယဟန်ဘဝတိလရှင်ဘဝရဲ့လူဘဝမှာတင်းအောင်နေတဲ့ဘယ်ဟာမြင်နေတာရှင်ယဟန်မညာနဲ့ဘုမယဟန်တာအလောင်းကြီးတို့ဒေါဒနာတော်မှာသူ့သားကိုစကြဝဠာမင်းမှမြင်နေတယ်ဘုရားဖြစ်မမြင်ကြဘူးနော်အဲ့တော့တောထွက်သွားမှဆိုတဲ့အတွက်နန်းတော်တစ်ဝိုက်မှာဖွာကတော်လို့ခေါ်တဲ့ဆန္ဒအမတ်တို့ကာလုဒာယီကိုတော့ပဲထားပြီးကျန်လာကိုအလွန်ချောမွမ်းလာပါတယ်မိမသားတွေကြီးတယ်ပဲထားပြီးဘယ်ကြီးအကုန်လုံးချောလာကြတယ်စိတ်ပြက်ပြီးတော့ဘိုင်းမလည်းမသိဘူးစိတ်ပြက်ပြီးထွက်သွားကြမလို့အောင်ပျော်စရာဖြစ်အောင်ပြင်ထားပြီးတယ်ပြောတာနော်အဲ့တော့ဒါမှဒီထဲမှာပျော်မှာဒီထဲမှာပျော်မှာတောင်းမထွက်ဒါပေမဲ့ဘုရားအလောင်းကအဲ့ကိုထားတဲ့ကြားတဲ့သူ့မှာလေတက်ကြီးတော့ကိုလည်းမမြင်ဘူးတံဝေကဖြစ်သွားမှဆိုလို့ခမည်းတော်သုတ္တရဏမင်းကမိန်းကလေးတော်ငယ်ရွယ်သူလေးကြီးထားပြီးလားချောပိတ်သားတွေထားပြီးလားယောက်ျားသားတဲ့သူ့ရဲ့ဘွားဘက်တော့ဆန္ဒတို့ကာလုဒာကြီးတို့ဘလောက်တာတာလေးမဲ့ဝန်ထမ်းနည်းနည်းလေးပဲထားပြီးတယ်ကျန်တာအားလုံးကဒီကြည့်တိုင်းမျိုးလုံးထဲမှာတာယာပွဲတွေကြည့်တဲ့ဘက်ပေါ့ဒါမျိုးတွေကြီးထားပြီးတာအဲ့ဒီတိုင်းဆိုရင်တော့ဖို့မလွယ်ဘူးအဲ့တော့လေးမျိုးနမိတ်နတ်ပြဟိတ်ကြောင့်ရွှေစိတ်ညီညွတ်တန်ဝေကိုကဝါဆိုနာပြည့်ဂျာမီလေးဝင်ဟုတ်တယ်နော်နတ်တွေကလေးမျိုးပြတာကပျော်စရာကညီငွေစရာထိတ်လန့်စရာညီငွေစရာပြတာနော်ပထမရက်မှာသူ့အိုပြတယ်ဟာငါလည်းတနေ့အိုရအောင်မှာပါလားစိတ်ထဲမှာအဲ့ဒီစုတစ်ချောင်းစုသွားပြီဒီစုတစ်ချောင်းစုပြီးပြန်လာတာညနာကြည့်လိုက်တယ်ကပြောတော့ဟောသိတယ်လေနောက်နေ့ကတော့ကစားသွားတယ်အပြန်လာဟိုကပြပြန်တယ်သူနာဩသူ့မှာခန္ဓာရှိလို့နာတယ်ငါမှလည်းခန္ဓာရှိတော့နာရအောင်မယ်ဒီအမြင်မြင်သွားတယ်လန့်သွားတယ်နောက်တစ်နေ့ကျသူသေးဩသူ့မှာလည်းခန္ဓာရှိတော့သိရတယ်ငါမှလည်းခန္ဓာရှိတစ်နေ့သိရမှာအဲ့ဒါပျော်ရွှင်ွယ်ရှုတော့လားထိုက်တန်ွယ်ရှုတော့နောက်နေ့ကျမှယဟန်ဒီအတွင်ဒီလွတ်မြောက်ရေးအတွင်ပဲငါဒီအတွင်ပဲပြောင်းမှဖြစ်မယ်ဒီလိုဖြစ်သွားတယ်နော်အဲ့တော့ပျော်ရွှင်မဲ့အနေနဲ့ဒါဘဝကိုမြင်နေတော့နိဗ္ဗာန်မရဘူးလို့ပြောတာဟုတ်တယ်နော်ပျော်ရွှင်မဲ့အနေနဲ့မြင်နေတော့နိဗ္ဗာန်မရဘူးထိုက်တဲ့ကိုညီငွေဘွယ်လို့အပြစ်မြင်တဲ့ရှုထောင့်မှာကြည့်မှသာတယ်ဘာဖြစ်မှာနိဗ္ဗာန်ရမှာအဲ့တော့ဒီနေ့ဘဝအမြင်ကမြတ်စွာဘုရားကဘဝပေါ်မှာရတ္တပါဠတထေသံနဲ့ကန့်ညီတဲ့အမြင်တခုအဲ့ဒါဟာဘုံဘုံတို့တရားဓမ္မတွေလည်းကန့်ညီပါလေအဲ့ဒီအမြင်လေးတခုဟောပြမြတ်စွာဘုရားကတရားဟောနေတဲ့အချိန်မှာတထေသရတ္တပါဠအလွန်ချမ်းသာပါတယ်ဇနီးတဲ့နှစ်ယောက်ရှိပါတယ်အချောတာကြည့်တယ်ပဲဘုရားတရားဝဲသွားနာကြည့်လိုက်တာအဲ့မှာမြတ်စွာဘုရားကဘဝအမြင်၄မျိုးဟောတယ်ဥပနေယတိလောကောအတုဝောတဲ့ပထမအမြင်နော်အာလုံးလိုက်ဆိုဩနာတေတောမောင်နေပို့လူတို့မမြဲပါရကားဩနာတေတောမောင်နေပို့လူတို့မမြဲပါရကားလူဘဝနော်အိုနာတေပုတ်မောင်းနေဖို့လူတို့မမြဲပါတကားတဲ့ဘဝကြီးကငွေဖွာခြင်းမှဘယ်လိုသွားလဲဒီတက်မသိနေအောင်ဈာန်မှာကိုအောင်ချက်ချင်းတော့မရှင်းနိုင်ဘူးနော်
ဝဲပြန်တဲ့တန်းတဲ့လက်မဘလုံးချင်းလေပိုရအောင်မှာနော်သူတို့ကတကယ်အဆုံးကိုတန်းကြောက်နေတယ်အဲ့တော့အိုနာတေနော်ဒီဘက်ကဇာတိဆိုတာဝေပွားခြင်းအဲဇာတိကဘယ်လိုရှိလို့ပို့ဇရာပို့ခြင်းရှိလို့ပို့တယ်နော်ဝေပွားခြင်းကပို့ခြင်းရှိလို့ပို့တယ်အဲဝေပွားပြီးတော့ကိုတစ်ဖြည်းဖြည်းနဲ့ပြောလာတာလားပို့သွားတာလားပို့တာနော်မကြည့်လို့မမြင်တာဘာလဲလဲမကြည့်လို့မမြင်တာငွေကိစ္စခလေးနဲ့9 နှစ်သားကလေးနဲ့ဘယ်အရင်ပါ9 နှစ်သားနဲ့20ဆိုရင်ရှင်းသွားတယ်နော်20နဲ့30ဆိုရင်အဲ့ဒီချိန်မှာလေမင်းကရင်းနေကွာလို့သွားပြောဘူးမှလည်းမခံဘူးနော်လူပြိုတော့စိုးပြေတော့ဟုတ်တယ်နော်လူပြိုတော့စိုးပြေတော့ပဲထင်နေကြတယ်နော်အမှန်တော့တစ်ဖြည်းဖြည်းနဲ့ပါဖြစ်သွားရှင်းပေါ်တယ်ရှင်းတာပေါ်တယ်နော်ယာတေတတေတတတ္တနာတမိတမိတတ္တမိကာယေစရာဇီရဏတာခန္ဓာစံပါနေသမုဒိတ္တသတာအာယုနောတဟာမိအိန္ဒိယနာပြိပါကောအယံဟောစတိဘိက္ခုေစရာလူတွေပို့တယ်လို့တန်တော့နဲ့တဖြည်းဖြည်းနဲ့ရင့်ကျော်သွားတာလို့ပါတယ်ပို့တယ်လို့တော့အဲ့တော့တနေ့ပြီးတနေ့ရင့်သွားတာအချိန်မကြာသေးမသိတော့ဘူးနော်ချိန်ကာလတစ်ခုကြည့်တော့ကဲဘုန်းကြီးတို့တရားဓမ္မတွေ15နှစ်သား15နှစ်သမီးတော်ကပုံနဲ့အခုပုံနဲ့ပန်နာမှာထားနော်ဟို15နှစ်သမီးတော်ပုံကိုပန်နာမှာထားဒီဘက်မှာမှန်ကိုကအဒီမှန်ကိုကြည့်လိုက်ပုံကြည့်လိုက်သူပဲလည်းညှို့ထုတ်ပြီးပြောကြည့်လက်ခံနေကြအောင်မရှိတော့ဘူးနော်လက်ခံနေကြတော့မရှိတော့ဘူးနော်ကဲမပြောင်းလို့လည်းပြောင်းလိုက်ပါလားအဲ့ဒါဝေပွားခြင်းကဘယ်သူရှိကိုလဲကိုချင်းရှိကိုလဲနော်တနေ့နဲ့တရွေ့ရွေ့နဲ့ကိုမန်းမသိကိုတော့တဲ့နှစ်ကလာကြာမှဟာငါမတူတော့ပါလားသိတာနော်မတူတော့ပါလားသိတာကဲကိုချင်းကဘယ်သူရှိကိုပြန်ကိုလာရင်မနာတတ်နာလေကိုတဲ့လူတိုင်းသိတယ်နော်အခုဘုံလည်းအသက်60နဲ့ရောက်ပြီဗျမေလဆို60ပြည့်တော့မှာကိုအရင်ဒီမှာဟောတော့က40ကျော်ဝင်းကျင်လာဟောတယ်နော်အောင်မဲ့တော့ကနေပြင်ပုံမြန်အခုဒီလိုတင်းရင်ကိုထိုင်တဲ့နေရာနေထိုင်လေးဘက်တော့ထားနော်တကယ်တော့စရာညာလို့မရစိတ်ချစရာပါလေညာလို့မရဘူးနော်ဘုဒ္ဓနေ့ကမော်လမြိုင်မြို့ညစေရီဆရာတော်ဘုရားကြီးအဘိဓမ္မာရထဂုရုပူဇော်ပွဲမှာကိုဒီမှာဟောတဲ့ဆရာတော်ကြီးပါပဲပရမညာမိစမကိုဆရာတော်ဟောတဲ့ဒုတိယညာရှင်စေကေနဟောတဲ့တတိယညာဘုံဟောတယ်ပေါ့ဘုံဟောတဲ့ညာရောက်တော့ဆရာတော်တွားရင်ကြော့တယ်ကြော့ပြီးလည်းပြီးရောတဲကုန်တဲ့နေရာပြန်မယ်ဆိုတော့ဘုံကလေးပဲထောက်တာကိုရာမြာတော့ကိုမရတော့ဒီတိုင်းမှာထားလို့မရတော့ဘယ်နဲ့လို့ဟောလေးဘက်တော့ထားမရတယ်ကျမရဲ့ကောင်းတာကောင်းပါတယ်မစိုးဘူးနော်စေုံစကားနဲ့မသွားဘူးပုံမှန်တောင်းနေကြစေလေးတောက်တယ်ဒီတိုင်းရက်ဒီလိုရပါဒါပေမဲ့တနေ့နေ့နဲ့တစ်ဖက်ထဲမှာတရွေ့ရွေ့နဲ့ဆွေးသွားတဲ့ဟာတွေကညာလို့ဟုတ်တယ်နော်အဲ့ဒါနဲ့ဟိုတနေ့ကမစ္စမကိုရင်အကြောင်းမှာမစ္စမလည်းငါရတာမေရောအင်းဒါကတည်းကဘုံလို့ဦးစီးပြီးလုပ်ကြတာဆိုတော့ဇာပြေတဲ့ရက်ထဲမှာသွားကြနောက်ပြီးတော့ကစားထုတ်ခံပြီးတော့လေပေါက်ထိုင်ပေးရသေးတယ်သွားရင်းနဲ့စကားပြောတဲ့နှစ်ပါးဒီမှာကိုဆရာတော်နဲ့နှစ်ပြည့်သူများဟောမှာတယ်နော်စကားပြောနေတယ်သူကပြောတယ်ဒီလေးအိုရာဝနဲ့ညာလို့မရဘူးဟာလေအိုရာဝညာလို့မရဘူးဘုံကလည်းထိုင်ထားမကောင်းတဲ့အကြောင်းလေးပြောလိုက်တယ်သူကပြောတယ်အိုရာညာလို့မရဘူးတော်တော်တတိထားနေရတယ်သူက60နဲ့တက်တာနေတာတက်နော်ဘုံက60နဲ့ထားပါတော့မွေးဖွားခြင်းကကိုချင်းစီကိုပို့တယ်ကိုချင်းကနာချင်းစီကိုပို့တယ်နော်ကိုလိုက်ရင်နာတာပဲကိုလိုက်ရင်ဘာဖြစ်လဲနာတာပဲဘာရင်းနာလဲပြောသမောကိုနာဟုတ်ကဲ့နော်ကိုနာသူကအနာယောဂ2မျိုးရှိတယ်နော်နေတာထိုင်တာယောဂရဲ့မနေတာမထိုင်တာယောဂရဲ့2မျိုးရှိတာအခုဘာယောဂနဲ့တရားနာနေတာထိုင်တာယောဂနဲ့တရားနာတာယောဂပြင်းတယ်လို့တော့ပြောနေနော်နေတာထိုင်တာယောဂနဲ့ဒီဘက်ညောင်းရင်ဟိုဘက်ကိုမသိမသာပြောင်းလိုက်ညောင်းဟိုဘက်ညောင်းဒီဘက်ပြောင်းလိုက်ညောင်း
အဲ့လိုနေတာထိုင်တာလေးရှိတော့ဆက်နာဖြစ်တယ်ပေါ့မနေတာမထိုင်တာဖြစ်ရင်စိတ်ကိုသွားမှာဟုတ်တယ်နော်အဲ့တော့မနေတာထိုင်တာယောဂနဲ့လို့ရှိတယ်အခုနေတာထိုင်တာဒါပေမဲ့လို့နားလေနော်ပိုးကုန်ပြီတိတ်မကြမ်းချင်တော့ဘဝင်မြင့်တဲ့ယောဂနော်ရှာနေတဲ့ပုံပုံကြီးစားလို့တိတ်မကောင်းကြအောင်တိတ်မကောင်းတော့တိတ်မစားချင်တော့အာဟာရတွေပြေရောက်တော့အားတွေကိုမနေဘူးနဲ့နေသွားတယ်နော်ဘုံနဲ့ကိုပြောင်းပြန်ဖြစ်တဲ့တခုရှိတယ်အသက်30လောက်ကစပြီးတော့ငယ်လေးပဲ16နှစ်လောက်ကစပြီးတော့ဆောစားလို့တိတ်မကောင်းအသက်50ကျော်တဲ့အထိဝတ္တရားအရာစားမစားရင်ပေမှမလို့စားတယ်စားခြင်းလုံးလို့ငန်းတဲ့ကြိုက်တဲ့ကောင်းတဲ့ဆိုစားတာမရှိဘူးအခု50ပုံနဲ့ရောက်စားလို့ကောင်းနေပြန်အသက်50ပုံကအခု60အထိပေါ့စားလို့ကောင်းနေတယ်စားခြင်းစိတ်လည်းပေါ်တယ်စားလို့လည်းကောင်းတယ်ဟာငါပြောင်းပြန်ပါလားငယ်တော့စားကောင်းပါငယ်တော့စားမကောင်းဘူးအဲ့တော့လူကလည်းအခြေအနေပေါ်မူတည်ပြီးအတွေးတွေပြောင်းတယ်ဘိုးတော်ကတော့စိတ်ဆရာတွေလည်းဘုံဘောကျမ်းမာရင်ငယ်လည်းတိတ်မကောင်းတော့ဦးစင်းအသက်50လောက်ထိနေရရင်ကံကောင်းတယ်သူအဲ့လိုပြောတယ်အဲ့တော့ပြောပြီးဘုံဘုံတို့ကတတိထားနေပေါ့အသက်ညံစားအသက်ကိုပါစားညံစားဆိုတော့စားတင်တာပဲစားတယ်လေကဲကြိုက်စားတယ်တဲ့စားတယ်ဟာကြိတ်တယ်ကြောက်ပြီးတော့တထိုင်နဲ့မူတာဝါဒတွေချိုးကြိုက်စားတယ်စားကြတာတဲ့စားကိုစားတယ်ဈေးတဲ့တော့ဒါလေးအကြိုက်တဲ့ဆိုတော့ဒါမှလည်းတဲ့ပြောရဲကိုရှားတယ်နော်အဲ့တော့ဘုံကတဲ့စားတာတဲ့စားနဲ့ကြိုက်စားရှင်းတယ်တဲ့စားကိုစားအောင်ထားတာပေါ့နော်မဖြစ်မနေရကဓမ္မကလူတာတရာနဲ့ပြီးစားမယ်ဆိုတဲ့တိတ်မတဲ့တော့တဲ့ဟာဆိုရင်တလောက်စားကုသိုလ်ဖြစ်အောင်လောက်ပဲစားပြီးတော့ဘုံနဲ့မတဲ့လို့ပါလို့ပြောပြီးတော့ရှောင်းလိုက်အဲ့တဲ့ရတာလည်းမကြိုက်နေဝါပြီးလို့ချတာအသက်ကိုပါဆောင်အဲ့တော့50နဲ့ခွန်အထိဘုရားစေအောင်စေကန်တဲ့မသွားပါဘူးတောင်းတနေ့လို့တစ်ခါမသွားဘူးဒီလိုလေးတော့နေလို့ရတယ်အဲ့လိုနေလို့ရတော့ဟောစိတ်ကဘယ်လိုဖြစ်တာလဲအောင်မယ်ဒီရွယ်ရောက်မှစားလို့လည်းကောင်းတယ်ဆိုတော့နည်းနည်းရှိအောင်လာပြီးဟောအတွေ့ရတော့ငယ်တော့ငါတင်မှလို့ထွက်လာတာဟုတ်အခုကျတော့နေနိုင်သေးတယ်လို့မြင်မြန်ရောအမြင်တော့အချိန်နဲ့လိုက်ပြီးမလုပ်နဲ့ရပါဘူးနော်ဒါပေမဲ့လို့ဒီတရားထဲမှာပါတဲ့နှစ်ချက်ကဘုံဘုံနဲ့လိုက်ပွားပြီးပြောမယ်နော်ဒီချက်မဟုတ်သေးဘူးနောက်နှစ်ချက်ရှိတယ်ဘုံဘုံမနဲ့တိုင်းကိုပွားတာအဲ့ဒါကြိုက်လို့လည်းကံမတွေကိုပြန်ဟောပြနော်အဲ့တော့အိုရံကနေနာဆိုတာအဲ့ရတဲ့နာတူလို့မလဲတဲ့နာတူလို့နော်ထိုင်မကောင်းထမကောင်းသွားမကောင်းလာမကောင်းရှောင်းနေမိုက်ကနေလဲတဲ့ဓာတ်လို့နော်တဲ့ချစ်တဲ့တုံတာလို့အဲ့ဒါဘုံတော့ဘာလို့နာအိုနာရင်နာဖို့နာနော်အိုနာတတိမကောင်းဘူးမျက်စိမကောင်းဘူးနော်နာမကောင်းဘူးခါမကောင်းဘူးသွားမကောင်းဘူးမရှိလားရှိလားအိုနာရင်နာတယ်နော်အိုနာပြီးဘာလို့လဲနောက်ဆုံးတော့ပွားတာနော်ဘဝကိုကြည့်လိုက်တော့အဲ့ဒီတိုင်းနဲ့ကြည့်တော့ဝေးပွားတယ်အိုမင်းနဲ့နာပြားတယ်သေဆုံးတယ်ဆိုတော့ဘဝပြောစရာရှိသေးလားရှိပါဘူးဒါအာဒီနဝရှုတောင်းလို့ခေါ်တယ်နော်ဘဝကိုထိတ်လန့်ွယ်ညီးမွေ့ွယ်ရှုတောင်းတယ်ကြည့်လိုက်တော့လေဘဝကြီးဟုတ်တာပဲနော်အခုငယ်တော့အဲ့ဒါပြောရင်သိလက်ခံတာမဟုတ်ဘူးနော်ကိုချိန်ကတော့လက်မခံတဲ့လက်ခံကိုပဲအဲ့ချိန်ရောက်နေပြီကိုတဲ့နယ်မရောက်လည်းရောက်နေကိုတဲ့နယ်ရောက်နေတော့ကိုတဲ့နားနဲ့ပြေးတယ်ဒါကိုလက်ခံတာပြီအဲ့တော့နောက်နေမယ်ဆိုတော့ဘယ်မှမသိဘူးနော်မသိဘူးနဲ့ပြင်တာတော့ခါတာဘုံမလို့လုံးဆက်အခြေတော့စောစီစီလို့ဘာကြောင့်လဲဆိုတော့ပြေးခြင်းတွေကမသေးကြဘူးနော်ပြေးကြတာမသေးကြဘူးမသေးကြဘူးဒါကြောင့်မလို့စောစီစီလို့နိုင်တာတော့လုံးဝဖြစ်မယ်အဲ့တော့ဘဝဆိုတာဝေပွားခြင်းပြီးရင်ကိုမင်းခြင်းရဲ့နာခြင်းရဲ့သိခြင်းရဲ့ဒီလမ်းကြောင်းတိုင်သွားနေတာကြီးပဲတနေ့ကျရင်တော့ဘလောက်ပဲခင်ဘာပဲပိုင်အကုန်ထားပြီးတော့သွားဒီလမ်းကြောင်းမလျှောက်အဲ့တော့မွေကိုနာပေးဘဝလမ်းကြောင်းကြီးဖြိုးနေတာပဲလို့တော့အဲ့ဒီဟာကိုမြင်အောင်ကြည့်ရင်ဘဝနဲ့ပတ်သက်တဲ့အမြင်ကနိဗ္ဗာန်ရောက်စေနိုင်တဲ့အမြင်ဟုတ်တယ်နော်ဒါနံပါတ်1အမြင်ကိုပြောကဲနံပါတ်2အားလုံးက
ကပါဠိလေးကိုရင်ရုပ်ပြန်အတန်တော်လောကောအနဘိတရောဒါမြတ်စွာဘုရားဟောတာမြန်မာလိုလိုက်ဆိုမယ်နော်စောင့်ရှောက်သူမဲ့ကိုရမဲ့အာနွဲ့လာပါချီတကားစောင့်ရှောက်သူမဲ့ကိုရမဲ့အာနွဲ့လာပါချီတကားဘဝဆိုတာအာကိုရမရှိဘူးဒီလိုပြောတာဘဝဆိုတာဗါလဲအာကိုရမရှိဘူးတဲ့နော်အဲ့ဒါလည်းအထင်မမှားနဲ့လူတွေလုပ်နေတာလည်းတော့သူကစမ်းကျင်တယ်လို့ဖြစ်တယ်ဘုရားဟောတာဥပမာတစ်ခုပေါ့ဒကာဒကမတွေပညာတွေသင်နေတာဒီပညာတတ်ရင်တဘဝလုံးအတွက်တော့မပူရဘူးဆိုပြီးတင်တာနော်အဲ့တော့ပညာကိုတော့အာကိုရဥစ္စာတွေရှာတယ်အဲ့ဥစ္စာသာရှိရင်စားခြင်းနဲ့ခြင်းနဲ့စားနိုင်တယ်လုပ်ချင်တာတွေလည်းလုပ်နိုင်တယ်ဒီမကောင်းရင်လည်းကတော့ပုံပေးပြီးကိုယ်ပြလိုက်မယ်မရဘူးလေရအဲ့တော့ဒီချုံတွေဥစ္စာတွေပါအာကိုရပေါ့ဘဝထဲမှာအာကိုရနော်တစ်ခါအတိုင်းဝိုင်းတစ်ခုတည်ထောင်တယ်ပေါ့အိမ်ထောင်ပြုတယ်သားတွေသမီးတွေနော်မြည်တွေမြစ်တွေအတိုင်းဝိုင်းတစ်ခုထူထောင်တယ်အဲ့လိုထူထောင်လိုက်တော့လေကိုယ်တကြီးတော်ဖြစ်လာတဲ့ကကိုယ်သားသမီးကိုမြည်မြစ်ကပြစ်မထားဘူးပြုစုမယ်ဆိုရင်အာကိုလို့မရဘူးလေရဒါဆိုရင်ဘဝဆိုတာအာကိုရတယ်ရှိတယ်လို့ဒီလိုဆိုလိုတာနော်တော့တော့မြတ်စွာဘုရားကဘဝဆိုတာအာကိုရမရှိဘူးတဲ့ဘဝဆိုတာဘာအာကိုရမရှိဘူးတဲ့နော်အဲ့ဒါကဖြစ်နိုင်ပါမလားဆိုဖြစ်နိုင်တယ်တစ်ချိန်ကိုပြောတာတစ်ချိန်ဘယ်အချိန်လဲဆိုသေညာညောင်ဆောင်တရားနဲ့အချိန်ဘယ်အချိန်လဲသေညာကြီးချိန်ကိုပြောတာနော်သေညာညောင်ဆောင်တရားနဲ့ဆိုတော့ညောင်ဆောင်ဆိုကြရင်ပြောတာနောက်ဆုံးကြရင်ပေါ်တရားကိုအဲ့တရားကိုပြန်မထားတော့အဲ့လိုသေညာညောင်ဆောင်တရားနဲ့အချိန်မှာအာကိုရမရှိဘူးလက်တွေ့ပြောပြဘုံဘုံမှာဥလေးထုံးရှိတယ်ဘုံဘုံတခါကြီးပေါ့အဖေရဲ့ညီအရင်ကလည်းကြောင်းတဲ့ဆရာတော်တရားပြဆရာတော်ပဲငယ်ငယ်လေးကဘုံဘုံဆောင်းချောက်ခဲ့တော့ကျေးဇူးရှိတယ်ယောဂမရဖြစ်တဲ့ဘုံဘုံအကြောင်းမှာပေါ်ပြီးကုပေးတယ်နော်အကြောင်းမှာပြည့်ပြီးကုပေးတယ်အဲ့တော့ပြည့်ပြီးကုတဲ့အတွက်လည်း14နှစ်တော့နေသွားပါတယ်ဆရာတော်ကင်းစာယောဂလေကင်းစာယောဂ14နှစ်တော့နေသွားတယ်ဒါနဲ့ပြန်တော်မူဖို့3ရက်အလိုဘုံဘုံအဲ့မှာတရားတွေပြောဟောရင်းနဲ့ပြန်ရောက်လာတဲ့ဆရာတော်ကတော့ဘုံဘုံကြောလိုက်တဲ့အတန်ကြားတာနဲ့တုံးလုံးလေးလဲနေရတယ်မျက်လုံးလေးဖွင့်ကြည့်အဲ့ဒီမျက်လုံးကဒီနေ့ထိမပြောင်းဘူးနော်ဒီမျက်လုံးကိုဒီနေ့ထိမမေ့ဘာလဲဆိုတော့မင်းကဘာလို့ပြေးနိုင်နေလဲကောနောက်3ရက်ဆိုပြန်တော့မှာလေသူ့ကိုယ်သူကမရင်ဘူးလည်းရင်ပြီအဲ့ဒီတာကောဘယ်သူမဆိုတေကနေအားဆောက်သွားတာဆောက်သွားတော့ငါဒီတောင်ကိုမကြောနိုင်ဘူးဆိုတဲ့အတွေးဝင်သွားတဲ့အချိန်မှာအကိုရရှာလိုက်တော့သူ့ကိုတခြားလုံးပြုစုပေးတာပုံပုံရှိတယ်ဘုံဘုံတရားကပြန်လာလို့ကြောလိုက်တာနဲ့မျက်လုံးကကြည့်လိုက်တာမင်းငါ့ကိုဘာလို့ပေးနိုင်လေပေါ့ဒီမျက်လုံးကိုဘုံဘုံပြောတာအဲ့ဒါနဲ့ဘုံဘုံကဆရာတော်နေလို့အဲ့လိုဘယ်လိုနေလဲစသည်ဖြင့်အလမတာတာပါတယ်နဲ့ပြောပြီးတယ်ချက်ချင်းချောင်းနဲ့ပြန်ထွက်ဒီရန်ကုန်မှာဘုံဘုံဆရာမကြီးတယောက်ရှိတယ်ဆရာတော်ကိုပေးနေတာချက်ချင်းနဲ့ပုံစံနဲ့တခါကြီးဆရာတော်တို့ဒီလိုအခြေအနေပဲအဲ့ဒါဘုံဘုံရန်ကုန်ကိုပြင့်လာခဲ့တယ်တခါကြီးဘယ်လိုလဲဆိုမပြင့်နဲ့တော့ဗျာတဲ့ဒီအခြေအနေတိုင်းဆိုနောက်ဆုံးအလုံးစုံနေရ3ရက်ထက်မကျော်ဘူးတဲ့အဲ့ဆရာကြီးကလည်းမှန်လိုက်လို့ကွက်ကြည့်တယ်3ရက်ထက်မကျော်ဘူးဗျာရန်ကုန်ပြင့်လာတယ်ဘာမှလုပ်လို့မရဘူးတဲ့ဒီယောဂအခြေအနေရအဲ့တော့လမ်းကြီးမှာခရီးပန်းလာပဲရှိတယ်အဲ့တော့ဘုံဘုံတိမ်စမ်းမှာပဲယောဂအရင်ကပြင်းစားဆိုတော့ခံရတတ်တာဟုတ်အရင်ပြင်းထန်တယ်လူနာမခံနိုင်တော့ဖြစ်လာတယ်ဆိုတက်တာနဲ့ဆေးလေးသုံးဖို့အတွက်ဆရာဝန်နဲ့ဆေးနဲ့သာဆောင်ထားလိုက်ပါဗျာတဲ့မပြင့်ခဲ့ပါနဲ့တော့တဲ့အဲ့ဆရာဝန်စကားဆုံးလိုက်တာနဲ့ဘုံဘုံကောင်းနေမှာခုနပါတိရောက်တာအတ္တနောလောကောအနဘေကောလောကီမှာအလို့ရမရှိဘူးသူအားကိုးလို့ရတယ်သူအရင်ဘလောက်ကောကိုယ်ပဲနိုင်နေအဲ့ဒီချိန်ပါလေငွေကြေးလည်းရှိတယ်လူလည်းရှိတယ်ကဲငွေကြေးအောင်ဘာလုပ်လို့ရပေးမလားပေးမယ်ဆိုတော့ငွေရှိတယ်ဘာမှလုပ်လို့မရတော့တေကနီးမှာငွေလည်းဘာမှလုပ်လို့မရအားလို့မရတော့ဘေးနာရှိတဲ့ဆွေတွေမျိုးတွေအောင်အားလို့ရတယ်တို့အရင်ရှိတယ်ဘာမှလုပ်ပေးလို့မရဘူးနော်
ကဲတခါကဒီကနေ့လူနာမှာထိုင်ကြည့်နေတဲ့လူတွေပုံစံကိုမြန်ကြည့်ကြည့်ပါကိုလည်းကိုရက်ွက်တယ်မှာဒီလိုတွေကြုံတဲ့အခါမှာသွားပြီးထိုင်ကြည့်ရမယ်မလားကိုကအသက်ရှင်နေအထိုးနဲ့ဖြစ်နေချိန်မှာဘေးကပတ်တော့လို့ရဘေးကြည့်နေအဲနည်းနည်းတော့ကတော့လူပြင်းနေဘရော့သေးမှဘရော့တက်တယ်ဘေးကဝိုင်းကြည့်အဲ့ဒါပဲနော်ကြည့်အောင်ကတော့ဘာမှတော့လို့မရဘူးနော်ဒီတိုင်းကြည့်ကိုလည်းတော့ဟာတော့နဲ့နောက်တော့မထိုးနိုင်လို့တေရောပေါ့ဘေးလူတွေဝိုင်းကြည့်နေအမျိုးအဆွေသားသမီးကစားဘယ်သူမှဘာမှလုပ်လို့မရကြည့်နေအောင်ကတော့ဘာမှလုပ်လို့မရအဲ့တော့အဲ့ဒီအချိန်ဟာအာကိုရမဲ့တဲ့အချိန်ဘာမဲ့တဲ့အချိန်အာကိုရမဲ့တဲ့အချိန်ဘိုက်ဆန်နဲ့အာကိုလို့မရသားသမီးနဲ့အာကိုလို့မရငါသားကထိုးဆရာမကြီးဘာမှလုပ်မရပဲချိန်နော်ငါမှကျွေးတယ်ငွေတယ်တကယ်လို့ရှာဖို့စကားကအပေါင်းနဲ့ရှိတယ်ပုံပေးလိုက်တော့ဘာမှလုပ်လို့မရအဲ့ဒီအချိန်ဟာအာကိုရမဲ့တဲ့အချိန်ပဲနော်အဲ့ဒီအချိန်မှာတကယ်အာကိုနိုင်တာအားရှိကိုယ်တိုင်ကျင့်ထားတဲ့တရားနော်ရှုမှတ်မှုနဲ့ကြော်ဖြတ်နိုင်ဖို့လိုတယ်နော်အဲ့ဒီအချိန်မှာဝမ်းနည်းမှုတွေပူဆွေးမှုတွေမဖြစ်အောင်ငါမိသားစုနဲ့ခွဲရတော့မှာပါလားငါအတိုင်းဝန်းထားခဲ့ရတော့ငါရှာခဲ့တဲ့ဟာတွေပုံလို့ထားပြီးသွားတော့မှာပါလားအဲ့ဒီလိုတော့ကတွေမဖြစ်အောင်ခန္ဓာတစ်ခုစကားထုံးစံတိုင်းဝေပွားပြီးရင်သိဆုံးတာပဲငါလည်းဒီထဲကိုရောက်နေပြီအဲ့တော့ငါတရားနဲ့ရှုမှတ်ပဲရအောင်ကြိုးစားတယ်ဆိုတော့ရှုမှတ်ရင်လည်းသေတော့သေမှာပဲမသေတဲ့လူကဘယ်မှမရှိဘူးသို့တော့တရားလေးနဲ့ကြိုးစားကြော်ဖြတ်ပြီးရှုမှတ်သွားလို့ရှိရင်အသေးမကောင်းတော့ကောင်းပါဘူးကောင်းတယ်နော်အဲ့ဒီအချိန်မှာအာကိုစရာတရားကျင့်ကြံတဲ့တရားမှပါတခြားမရှိဘူးအဲ့ဒါဘုံဘဝမနေ့တိုင်းဒီဟာလေးအတ္တနောလောကောအနေနဲ့တော့လောကကြီးမှာအာကိုရမရှိဆိုတာအဲ့ရနိုးတဲ့အချိန်မထသေးဘူးနော်နိုးတာနဲ့နှစ်ချက်ဆင်နေတာဒါဒုတိယချက်ဒီချက်ဆင်နေတာဒုတိယချက်အဲ့လိုဆင်နေတော့နင်းသေကံကြီးရင်တပည့်ဘလောက်ပေါ်လှုံမဲ့လူဘလောက်ပေါ်နင်းဘာမှလုပ်လို့မရသေကံကြီးကစေမတော်ဘူးစေသွေးလို့မရတော့တာတော့မရှိဘူးလားအဲ့ဒီချိန်ကနေကိုတရားနဲ့ကိုရှုမှတ်ပြီးကြော်ဖြတ်နိုင်မှာဖြစ်မှာနေတရားအားထုတ်ဖို့မမေ့နဲ့တော့နေ့စဉ်တရားအားထုတ်ဖို့မမေ့နဲ့တော့အဲ့ရမထခင်မှာနိုးခြင်းကအဲ့ဒီချက်ကိုဆင်ရတယ်တရားအားထုတ်ပြီးဖို့နော်အဲ့တော့ဒါကဓမ္မတွေလည်းမေ့မေ့ရောနေရမှာတရားကြိုးစားအားထုတ်ပါကြိုးစားအားထုတ်တာတော့ဒီအချိန်ကမသိတာပဲအဲ့ဒီအချိန်ကမသိတာပဲသိတာသူကတရားဓမ္မလေ့ကျင့်ထားတဲ့လေ့ကျင့်မထားတဲ့စိတ်ကတေကံလေးထဲမှာတောက်လို့မယ်ဆိုလို့မရဘူးကိုယ်ရဲ့လေ့ကျင့်ထားအဲ့တော့လေ့ကျင့်ထားတော့တေကံလေးမှာပြည့်ထက်တဲ့ယောဂနဲ့ဆိုရင်ခံနိုင်မလားရှုနိုင်မလားဒါကြည့်ရတယ်တကယ်မလို့နော်ဘုံဒီချရာအက်ဆီဒစ်မော်တော်ကားအက်ဆီဒစ်ဖြစ်တော့စေယုံကိုရောက်တော့ခွဲစိတ်ပေါ်လေခွဲစိတ်ပြီးတော့တတိပါရတယ်ဒီနေ့ခွဲစိတ်ပြီးနောက်နေ့မှတတိရဆိုမိတ်ညာမဟုတ်ဘူးလောက်ချင်တဲ့အားလေးတခုတတိရဘာလဲဆိုတော့သူတို့ကလည်းခွဲစိတ်တယ်ဆိုပေါင်းတခြားကိုဒူကောင်းကနေပြီးတော့ဟိုဒီမှာခါတိခွဲတာကိုရောက်ရောက်ကြီးခွဲထားတာအဲ့လိုကြီးခွဲထားတာဆိုတော့အယိုးအထိခွဲတာဆိုတော့ခွဲကြအောင်နဲ့အဲ့တော့အနာတက်လာတဲ့ဆေးလေးတွေသူတို့သုံးထားပြီးတော့မနာဘူးပေါ့အေးအေးဆေးဆေးအဲ့မှာဘုံဘတော့တည်းရတာဒါအတော်ပဲခွင့်ရေးမင်းတို့အနာတက်တာနဲ့ဆေးထက်ပေါ့တရားထုတ်ကြည့်အဲ့ဒါတော့မနေ့ကပွဲတာလည်းပွဲကြောင့်ကြီးကမနာဘူးလားနာမှန်ပါဗျာတော့နာတာတော့တော်နာတာအဲ့တော့ဘယ်လိုဆုံးလာလဲဆိုတော့ဒီအနာဟာနေကိုအသက်နှုတ်မယူသေးမသေးသေးမဲ့အနာတော့ဒီလောက်နာရင်သေကံကြီးတကယ်အသက်နှုတ်မဲ့နာဒီထက်နာမှာနေဒါလေးတောင်သိခံပြီးမရှုနိုင်ရင်သေကံကြီးကိုလည်းဘယ်လိုသိခံရှုကြလဲရအောင်သိခံရှုအဲ့တော့ရှုတာလည်းနှမျိုးရှိတယ်နော်ရှုတာနှမျိုးရှိတယ်ဝေဒနာကိုဓာတ်ရိုက်ရှုတာရှိလို့ခွာရှုတာလည်းရှိဓာတ်ရိုက်ရှုတယ်ဆိုတာဒီဖြစ်ပေါ်နေတဲ့ဝေဒနာအာယုကိုပဲတောက်လျှောက်ခကြီးကပ်ပြီးရှုမှတ်တာအဲ့ဒါအခါသိမရနာတော့တာကိုမြတ်စွာဘုရားရှင်လက်ထက်တုန်းကတိတ်တာဆိုတဲ့ယဟန်ဒီနေ့မနေ့မိုးနေ့အတ္တခံတာဒီညာဝိရကတတ်ဖို့ငါ့ကိုတရားတော်တက်ရှိဖို့ပြပါတရားကွာဆိုတော့ဟုတ်အရှင်မြတ်ထွက်ပြီးတယ်ဘယ်နဲ့တော့အေးငါတက်တယ်ပြီပေါင်းကိုကြောက်တော့မနေဘူးကြောက်တော့နဲ့ထူလိုက်ပေါင်းကျိုးတော့ငါမပြေးနိုင်တော့အာရအဲ့ဆိုတဲ့ညာ
အဲ့ပေါင်ကျိုးတော့မနာဘူးနာတော့ဥရုတိဗေဒပစ္စယတံဝေဒနာအမနတိကာရိနာဝိနောတိကောမူလကမ္မထာနဲ့နမတိကရုံတော်တယ်ပေါင်ကျိုးခြင်းကြောင့်ဖြစ်လာတဲ့ဒုက္ခဝေဒနာထိုင်ရမရှိနိုင်ဘူးပြင်းထန်တော့ထိုင်ရမရှိနိုင်ဘူးထိုင်ရမရှိတော့တံဝေဒနာအမနတိကာရိနာဝိနောတိဆိုတော့တော့နှလုံးမသွင်းတော့နှလုံးမသွင်းတော့အပြင်ဖြောက်ထားလိုက်တယ်ဘာလို့နှလုံးသွင်းဆိုမူလကမ္မထာနဲ့မူလကမ္မထာထွက်လို့ဝင်ပြန်ရှုတယ်ဟုတ်တယ်နော်အဲ့တော့ဘုံကဆေးပုံမှာပါတော့တယ်နာရာလေးကိုရှုလိုက်ထွက်လို့ဝင်ပြန်ရှုလိုက်ဂုံတော်လေးပွားလိုက်မေတ္တာလေးပို့လိုက်လေးလို့တဲ့ကိုယ်မှလည်းပစ္စည်းတွေပါကျေးဇူးများတဲ့တရားဓမ္မတွေကတနိုင်ငံလုံးပဲလေးလူတန်းနေကြတာအဲ့တော့ဒါလေးမေတ္တာပို့လိုက်ဘုရားဂုံတော်လေးပွားလိုက်နာရာလေးရှုလိုက်ထွက်လို့ဝင်ပြန်ရှုလိုက်လေးလို့တဲ့မလက်ရင်မခံနိုင်ဘူးနော်ဒီတကူလဲဆိုရင်ကအာယုံဆိုင်လေးပုံငိမ့်လေးပုံငိမ့်လေးပုံနာလေးအဲ့ဒါခက်တယ်လဲဆိုချွေးတယ်ဒီလောက်ကြည့်တော့ထွက်တယ်ဒါတိုင်းကတော့ချွေးပြီးနာတော့အကြည့်ဒါမှမဟုတ်ရအောင်ပြီးခံအဲ့တော့အဲ့ဒါတော့မနာလို့ရှိရင်တော့ရတော့ကြိုးစားချရတယ်အဲ့ဒါတော့နားလဲဆိုပြန်ရင်လည်းကဲတက်တာတဲ့စေလေးနဲ့ပြန်သုံးဆိုတာထိုင်ချက်စကားပြောဒါလည်းအဲ့ဒါလည်းရှိတာဟုတ်ဘုန်းကြီးဆိုတော့လည်းအဲ့ဒါနဲ့တင်းလို့မရဘူးလေစကားလေးပါလေးပြောအဲ့ဒီမှာဘုန်းကဘာပြောလဲဒါအမျက်ကြီးတော့အမျက်ကြီးဘာကြောင့်လဲဆိုတော့ကျိုးတဲ့ခြေကကျိုးသွားပြီဆိုတော့ဒီချိန်မှာဒီနာရာကိုပြီးတယ်လို့ရှိပေါ်နေတေတန်ကြီးကိုလက်ကျင်ပြီးတာမဖြစ်ဘူးဖြစ်တယ်နော်အဲ့တော့မှလက်ကျင်တာတေတန်ကြီးကြတယ်တချို့လူသားတွေဖြစ်ပုံမြင်ဘူးလေနော်ဟာတအားခံတာနော်မျက်နှာကြည့်လိုက်တဲ့အရန်ပုံမသက်တာဘူးဆိုတာဘေးကသိအဲ့ဒီချိန်မှာကိုသိခံပြီးရှုနိုင်မလားနော်တောင်းလေးကိုတဏှာရင်တော့ပုံမှန်လေးရှုနေနိုင်တာနဲ့ငါတော့ဟုတ်ပြီလို့ကောင်းမတွေ့နဲ့နော်တကယ်ပြည့်တဲ့ဝေဒနာကိုကြတော့သိခံပြီးရှုနိုင်မလားအဲ့လိုထွက်ပြီးတော့ရှုရမှာအဲ့တော့ဘုံကအခုမနေ့တိုင်းမှာနင်တရားအထုတ်ဖို့မမေ့နဲ့တရားအထုတ်ဖို့မမေ့နဲ့ဘာဖြစ်လို့လဲဆိုတော့တေကံကြီးမှာအဲ့အထုတ်တဲ့တရားမှာကနင်တခြားအားကိုးရမရှိဘူးအတ္တနာတော့အနဘေတလောကမှာအားကိုးရမရှိဘူးနင်တို့တက္ကသလည်းချီလို့တပည့်တလည်းလည်းချီလို့ဆေးတွေပတ်စံကြိုက်တော့ပုံတာကုံနေတာကိုခုပေးမယ်ဘယ်လိုပြောဆေးမတိုးတဲ့ချိန်နဲ့ဘာမှလုပ်လို့မရဘူးဒါတော့တည်းရဲ့အကျိုးကိုကြောင်းမှာကြောင်းမှာပြည့်တယ်လို့အဲ့ဒါကိုတရားနဲ့သိခံကြော်ဖြတ်နေအောင်ဒီစူးစမ်းရှုစေဝင်ပါအဲ့တော့အရှုံးနဲ့အမျက်တူပါရတော့တားနာတဲ့ဟာကိုဘယ်လိုသိခံကြော်ဖြတ်ရှုပွားမလဲဆိုတာလေးတော့ရလာတာပေါ့မရဘူးရတာပေါ့နော်အဲ့ချိန်ကတော့ပဲအဲ့ညဟောတဲ့ဘုံဘုံစိတ်ကိန်းအားလေသူကဘုံဘုံတော့ဆေးုံမြောက်ပြီး6ကျိုးတယ်ကြားတယ်ကြားတယ်သူကအရင်ရောက်ခုနဥဒိတ်ကအကြောင်းပြောပဲညီလေးတွေနဲ့ဥဒိတ်ကသူ့အနေနဲ့တော့မှပေါင်းထိုးဟောရတယ်မင်းအော်တိုထိုးတော့ဟောတယ်တော့ပဲဟုတ်နေတာတော့သူကလည်းတတိပေးသွားသူပြောတာလည်းနားနေတာဗျအဲ့ဒါတော့တတိယကျေးဇူးနဲ့တင်တယ်ဩငါတရားတော်ကိုတတိပေးသွားတယ်ဟုတ်သားဟဲ့ဆိုတော့အဲ့ဒါဆေးရုံပေါ်မှာတကယ်ပြင်းထန်တဲ့အချိန်မှာသိခံပြီးရှုဖို့ဝေဒနာပွားတယ်ဆိုတာနော်ဝေဒနာကိုတည်းရဲ့မရှိနိုင်တော့တန်ဝေဒနာအမနတိကာရိနာဝိနောတဲ့တော့သူ့ကိုနှလုံးမသွင်းတော့နဲ့ဒီဝေဒနာကိုနှလုံးမသွင်းနဲ့နှလုံးသွင်းရင်မရှိဖို့မရှိနိုင်အောင်ပြင်းလာအာယုဆိုင်တွေပိုပြင်းနေအောင်ဆိုင်တွေပိုပြင်းနေဖို့အဲ့တော့အာယုကိုတခြားအာယုတောင်းလိုက်မူလကမ္မထာရှုခုနဘုံမောတာမူလကမ္မထာတမျိုးတည်းမဟုတ်နာတိပြရှုလိုက်နာရာရှုလိုက်နောက်ပြီးတော့ဂုံတော်ပွားလိုက်မေတ္တာပို့လိုက်လေးမျိုးတော့တဲ့နေရဘုံတော်ပွားရင်လည်းစိတ်ကဘုရားရှိကြောင်းနေတယ်မေတ္တာပို့တဲ့တရားဓမ္မတွေအာယုပြုပြီးပို့ရတာဆိုတော့ဒီကိုစိတ်ကမရတော့နည်းနည်းမခံတာလက်ခံတာအဲ့ဒါကိုတန်ဝေဒနာအမနတိကာရိနာဝိနောတိထိုးပေါင်ချိုးခြင်းကြောင့်ဖြစ်လာတဲ့ဒုက္ခဝေဒနာကိုနှလုံးမသွင်းတော့အပြင်ပယ်ထားပါတယ်အဲ့လိုနည်းနဲ့ရအောင်ရှိရတယ်နော်အခုကြပါလေတူတိုးလာတယ်ဆိုဟိုတလောကအဲ့ဇွဲတော်တဲ့ဆရာတော်ကြီးကပြောတယ်အတေကနေ့နှောင်းပိုက်တွေမထည့်ကြနဲ့ကွာတဲ့ဖွက်တယ်ဝင်ရှုမရမှာဆိုလို့အဲ့ဒီကဘုံဘုံတော့ရွေးချယ်ချက်မရှိဘူးနော်တပည့်တွေကောင်းတဲ့ထင်လို့ကိုငြိမ်းခံနေမှာပဲဟုတ်တယ်နော်မိဘတွေကလည်းကိုမိဘသိသိချင်းတဲ့တာသမီးကမရှိဘူးလေတရားကလေးပဲနေတဲ့နေရာဆိုတော့ပိုက်တွေထိုးတယ်မြန်ပိုက်ထိုးတတ်တယ်လို့ရှိရင်မထွက်တယ်ဝင်ရှုဖို့မလွယ်တော့အဲ့တော့ဘာပြောရပြန်လဲဆိုတော့ဘယ်လက်ကျင်နာပြီးတခြားထင်ရှားတဲ့ခုကိုမှတ်တတ်အောင်တစ်ခါပြန်လို့ဝိပဿနာဆိုတာတော့ပေါ်ရရုံနဲ့ရှုရတာဟုတ်ဒီထွက်လို့ဝင်ရှုမှာမဟုတ်တခြားအားလို့လည်းစွဲစွဲမြဲမြဲရှုနိုင်လို့ရှိရင်အာယုတစ်ခုနဲ့ရှုနေလို့မရဘူးရပါဘူးဒါပါလဲဆိုတော့ပေကံကြီးအခြေအနေတွေအားလုံးပေကံကြီးငါထိုင်ရတော့တရားမှာပေါ့များတော့ပက်လက်နေမှာအဲ့တော့ပက်လက်ရှုမယ်ပက်လက်တုံးလုံးပက်လက်နဲ့စောင်းပြီးရှုပက်လက်ပဲရှုဘာဖြစ်လို့လဲဆိုတော့
သင်္ကန်းဒီကထိုင်ရထားတာမရှိပါဘူးနော်များတော့ပြင်တုံးလုံးလည်းထားတာထားအဲ့ဒီနေရာပုံနဲ့ဟောကြာကြာလေးရှိနေအောင်လို့ဒါသင်္ကန်းဒီကိုလေ့ကျင့်တာခုနလောကကြီးမှာပါတယ်အာကိုရမရှိအဲ့ဒီချက်နော်တရားပုံစံမျိုးစုံနဲ့ပါတယ်အာထုတ်တာအာယုံမျိုးစုံရှုတတ်အောင်ကျင့်တာတိတ်ပြင်းထန်ရင်ဝေဒနာခွာပြီးရှုတတ်အောင်လည်းလုပ်တာသင်္ကန်းဒီတော့ကျိတ်တွေပေါ့ပြင်းမှာဘာကြောင့်လဲအသက်နှုတ်တောင်းမဲ့ယောဂဖြစ်လို့အသက်မထွက်တဲ့ယောဂကဘယ်လောက်ပြင်းနေတွက်ထွက်တဲ့ယောဂပိုပြင်းတာပေါ့နော်အဲ့ဒီချိန်မှာတတိမတွတ်တဲ့ရှုပွားနိုင်အောင်အဲ့လိုကြိုးစားပါရမယ်အဲ့တော့ဒုတိယဘဝအမြင်ရပါတယ်ဘဝဆိုတာအကုစရာမရှိဘူးလို့ဒီလိုပြောတာနော်အဲ့ဒါလည်းဒီတစ်ချိန်အတွက်တော့မမှန်မှန်ကြားချိန်တွေမှာတော့ထိုက်တဲ့အကုတားတဲ့သမီးလေးတွေမွေးလာတယ်တားသမီးလိမ္မာလို့ရှိရင်လည်းပို့စားတာကောင်းတယ်ဟောမိဘစိတ်ချမ်းသာတော့ချမ်းသာဒါကအကုလို့ရတာအတိုင်းတာတစ်ခုပဲရှိတယ်နော်တကယ်နောက်ဆုံးချိန်ကဘာမှအကုလို့မရတာသမီးပစ္စည်းဘာလို့မှလည်းမပြောနဲ့ဘာမှလုပ်လို့မရအဲ့ဒီအချိန်ကိုတွေ့ပြီးတော့လောကမှာအကုရမရှိလို့ဘုရားကဟောပြအဲ့ဒီအမြင်ရတယ်မမှန်ဘူးနော်ဒါနံပါတ်ပါတယ်နှစ်ကနံပါတ်3ပါမယ်နော်ပါဠိလေအတ္တကောလောကောတတ္တံပါဟယခန္ဓာတံဒါပါဠိကိုကဲမြန်မာလိုလိုက်ဆိုမယ်နော်ကိုယ်ပိုင်ဥစ္စာမရှိပါစွန့်ခွာသွားရမှာပါကကိုယ်ပိုင်ဥစ္စာမရှိပါစွန့်ခွာသွားရမှာပါကကိုယ်ပိုင်ဥစ္စာဆိုတာမရှိဘူးတဲ့အားလုံးကိုထားခဲ့ပြီးသွားရဟုတ်တယ်နော်ဒီမှာကိုယ်ပိုင်လို့ယူဆတာဘုရားနဲ့လူတွေတော့မတူဘူးပေါ့လူတွေကတော့အခုစာချုပ်လေးလက်မှတ်ထိုးလိုက်ရတာပါငါဟုတ်တယ်နော်ငါပိုင်နေမပြောဘူးလို့ပြောတာမြတ်စွာဘုရားအနေနဲ့တော့ငါဟာဘယ်တော့ပြောသိရင်အကုန်ထားခဲ့ရမှာဆိုတော့ဒါပြီးရင်နောက်ဘဝအဲ့ဒါပြီးနောက်ဘဝအဲ့ဒါပြီးနောက်ဘဝဘဝထဲမှာပိုင်ဆိုင်တာအကုန်လုံးထားခဲ့ရတယ်ဆိုတော့ဒါပါလို့ခဏတုံးပြီးထားခဲ့ရတယ်ဟုတ်တယ်နော်အဲ့တော့ဘာနဲ့လို့ငါးတာနဲ့ပိုင်တာနဲ့ပေါ့အဲ့ဘဝတိုင်းဘဝတိုင်းပိုင်သွားမှာကံတရားလေနော်ဒီပစ္စည်းတွေကဘဝတိုင်းကံမှာတဘဝနဲ့ဥပမာတစ်ခုပေါ့တလားတော့ဒီဟာလေးအသုံးလို့တလားတော့ဘယ်လောက်ဆိုပတ်သက်ပေးထားလိုက်တယ်တလားတော့ဘုံသုံးလို့ရတယ်တလားပြီးတော့လည်းပြန်ပေးတယ်အဲ့လိုပဲဒီမှာနှစ်50နေရာပဲလို့ဆိုနှစ်50ကငားလိုက်တယ်နော်ကျန်တာပါထားခဲ့အဲ့တော့အတ္တကောလောကောတတ္တပါယကန္တအဲ့ဒါကိုဘုံမှာအလွယ်ပဲတတ္တပါယကန္တအားလုံးကိုထားခဲ့ပြီးသွားရမှာအဲ့ဒါတစ်ချက်စင်တယ်အဲ့ခုနအကုရမရှိဆိုတာနဲ့နှစ်ချက်နဲ့လိုက်စင်ရတယ်အဲ့တော့အဲ့ဒါဘာပြောရလဲဆိုဘုံမှာတိတ်စရာမှာစာတင်လိုက်တည်ထားတယ်တန်က900တော့တင်လို့ရတယ်အခုမောဒရာကျောင်းလုပ်နေတဲ့ကျောင်းသား1000ကျော်ရှိတယ်နောက်မော်ဘီမြို့နယ်ထဲမှာထောက်ကျလမ်းစုံနာမှာပေါ့ရိတ်တာနဲ့စာတင်လိုက်တည်တယ်အခုလောလောဆယ်တော့ရိတ်တာပေါ့အဲရိတ်တာဘုရားမှာစာတင်လိုက်တဲ့လုပ်နေပါတယ်အဲရိတ်တာမှာယောဂီ200ကကောင်းကောင်းမွန်မွန်ချောင်းချောင်းရှိရှိအားထုတ်လို့ရတယ်သို့တော့အခုတန်ခါလေးထားတာတော့ရိတ်တာဖွင့်လို့မရသေးဘူးဒါဟိုစာတင်လိုက်တန်ခါလေးကတင်စရာမှနေရာကနေပြီးတော့ကိုယ်ဘက်နဲ့ဒီဘက်နဲ့တိုက်ပွဲတွေကြားထဲမှာကိုเจ้าကရောက်နေတော့အမြောက်ဆန်ကြကိုယ်တစ်ပတ်ပြန်တော်မူသွားတာလည်းပဲမထားရုံမိဘဆရာသမားတွေကပြောတော့ကဲအကုန်ပြန်ကြည့်စာတင်လိုက်ပြီးတော့ပြတ်တော်မှာပဲဆိုခဲ့ရိတ်တာကိုခဏနားပြီးတော့ဒါကြားဒီမှာနေဆိုရိတ်တာတွေမှာတန်ခါလေးထည့်တာနောက်အေဂျင့်နဲ့ခါကြရင်တော့ပြန်သွားမှာပေါ့အေဂျင့်လေးတော့ပြန်လို့ရည်နေထားပါတော့အဲ့တော့အဲ့ဒီမှာစာတင်လိုက်တန်ခါရှိတဲ့ရိတ်တာ200ကျော်လောက်တော့ကောင်းကောင်းမွန်မွန်နေလို့ရတယ်အဲ့3တိုက်ကပုံတီထောင်ထားတာမြေကြီးရနေစားတယ်နော်လောကရဲ့ဘုသူကြောင်းလဲငါကြောင်းဟုတ်တယ်နော်ဒါနဲ့မျက်စိမိတ်တာနဲ့ငါနဲ့ဘာမှမဆိုင်ဘူးဟုတ်တယ်နော်ငါကြောင်းလို့ပြောလို့ရတယ်မျက်စိမပိတ်ခင်လေးနော်မျက်စိမိတ်ရင်ငါနဲ့ဆိုင်ပြီဆိုင်ပါပါအခုကိုနေတဲ့အိမ်ကြီးတော့မျက်စိမိတ်ရင်အိမ်ပေါ်မှာဘလောက်ကြာဆက်နေရပြောမိတ်တာနဲ့နာရီကိုကိုတင်ကိုဆက်ပြီးတာရေခဲနဲ့ကိုဆက်ပြီးတာဟုတ်တယ်နော်အဲဒီမှာလူနာတဲ့ဆုံးသွားလို့ပါဟောကားလို့လိုက်ပါမယ်ဆိုထည့်ပေးလိုက်တာရေခဲနဲ့မရောက်တော့ကြောက်ပါဒါခါတော့မှာပေးလိုက်တာပေါ့အဲ့မှာကျင်စင်တာပါလူနာပေါ့နော်ဒါနဲ့ပြန်တော့ခုံလာတယ်အေးပေါ့ပြန်ပြန်တော့နော်ငါဟာဆိုတဲ့အိမ်ပေါ့ပြန်ပြုံးတာဒီမူလမှာဆောက်ခဲ့တာပြင်ပန်းနေတာ
မသွားမင်းတစ်ခေါက်တော့ရှိနေတယ်ဘယ်သူမှပြန်မဟုတ်စေချာအဲ့ဒီကနေတခါတည်းဒီဝေးကြွပြီးတော့ဟုတ်တယ်နော်မဟာဆိုတဲ့အရာအလုံးကြီးမျက်စိမမိတ်ခင်လေးမျက်စိမိတ်လိုက်တဲ့နာနဲ့ဘုံဘုံဆိုခဏခဏအစမ်းပေးကြည့်ဘုံဘုံနေတဲ့ဆောင်းလေးမှာကဲဘေဘီလို့ဆိုပါလို့ဒီမှာမင်းမပေးနဲ့အချိန်တန်အပြင်မလာမှဟဲ့ဆရာတော်ဘာဖြစ်လဲသွားကြည့်ပါဦးဒုံဒုံနဲ့ထူကြည့်ပြီးအဲ့ကျမှပြန်တော့သွားရတော့အဲ့မှာတောင်းစင်ထိုက်တော့ရှိတဲ့ပုံကိုယ်တွေလည်းပတ်မှုမှာပေါ့နော်အဲ့ဆရာတော်ဘယ်လိုပြညာပြနေလဲပါပါတော့ရှိမှာပေါ့သုံးရက်လည်းပြီးရတယ်တော့ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့ဒါစောစောတော့လည်းဆရာတော်ကြောင်းနဲ့ပြန်လာတဲ့ကူကဘုန်းကြီးကြတော့ကရေခဲလိုက်တော့ထားခဲ့တယ်လေကျောင်းထဲမှာတရားဓမ္မတွေနဲ့ဒီဘက်တွေပူဇော်ကြတာကို3ရက်လောက်တော့လည်းဝိုင်းလို့တော့တာ3ရက်လောက်နေလို့ရတယ်3ရက်လောက်နေလို့ရတယ်အဲ့3ရက်လည်းနေပြီးရောအဲ့3ရက်နေနေတာကမှကိုတော့ဆရာတော်ကြောင်းဆိုဝင်ခွက်နေတာညမတော့တော့ဘယ်ချမ်းမဆိုးတာကိုစွန့်ရတယ်ဘယ်တော့ကောင်းလဲဆိုကြည့်ပေးတယ်နဲ့နောက်3ရက်ကနေပြီးတော့ဇာမနာချပြီးတယ်အဲ့ကြောင့်မတော့တော့မတော်ဘူးစချမ်းအဲ့ဘုံမတွေးကြည့်တယ်နေကိုနေထင်ကြည့်နေလို့နေသေးဒီနာဘယ်မှလာမဟုတ်နော်မေးမေးပြောက်ရှိမှအဲ့ဒါကိုတွားရင်မှာမမေးမပြောက်မချင်းတော့မတွားရင်အဲ့ခေါင်းလေးရလည်းအကြည့်နဲ့တွားလိုက်လာတဲ့နေစီကောင်းမှနော်တခါလဲကြရင်တော်တော်ရောတော့နေပါလေကြတဲ့မရှိတော့ကြရင်တော့လည်းပြီးသွားတာပါဆိုတော့ဟုတ်တယ်နော်နေကိုနေသိချင်းကြည့်နေနေအားလုံးကိုထားပြီးသွားမှာဒါတွေအားလုံးနေတည်ထောင်ခဲ့တာတိုးတော့မျက်စိမမိတ်ခင်လေမျက်စိမိတ်ပြီးနေတဲ့ဘာမှမဆိုင်တော့ဘယ်တရားမှမဆွဲနိုင်နဲ့ဟုတ်တယ်နော်ဆွဲနိုင်လို့ရမလားဆွဲနိုင်တဲ့ဒီကတော့ခံမှာပေါ့ဗျာနော်ကိုဆွဲကိုခံနော်ယရနာရွှေမွေးလည်းပြဝတ္ထုစွစွတွင်ပြင်လုံးချစ်ခင်သည်လင်းနေမရပါနဲ့တမိအသေးသေးကိုတက်ပြီးနဲ့ထွေဆွဲလန်းသေးသောမတွင်မှန်စွာတရရာနာပြိတ္တာပြိတ္တိဖြစ်ပြီးမလွဲငရဲတရိစ္ဆာအတန်တန်ဖြင့်ဖောက်ပြန်မရှိဂတိယုံမှာမာကြောင်းလာသည်တဲ့ဆွဲတဲ့နေရာမှာပိတ္တာဖြစ်တာတရားဖြစ်တာဟုတ်တယ်နော်ဒါဆိုရင်ဒါရှိတဲ့နေရာလေဒီမှာကိုယ်ကသေးတာဒါနဲ့ဒါမန္တလေးမှာစက်ကတကန်ဒီဒါမန္တလေးသားစက်မချောက်ဘူးဟာဆိုဒီမှာလည်းသေရောကိုရောက်တော့အဖေတွေ့လိုက်တယ်လို့ပဲအမေတွေ့လိုက်တယ်လို့မဟုတ်တရားသွားဖြစ်နေတာနော်ဒီကျွတ်ဒီမှာပြန်ဆွဲတယ်ပစ္စည်းရှိပစ္စည်းဆွဲတယ်လေနော်အဲ့တော့ဆွဲရင်ကိုယ်ပဲတော့ရောက်တာအဲ့တော့စိတ်ကခွာရအောင်အားလုံးကိုထားခဲ့ပြီးသွားရင်ဒါနံပါတ်1နော်အားလုံးကိုထားခဲ့ပြီးသွားအဲ့ဒါနဲ့တိုင်းစင်မြန်နှမရင်ကြည့်လိုက်ရင်ဘုံဘုံမှာဒီခုနေတဲ့မော်ဒရာကျောင်းထဲမှာကျောင်းသားတစ်ထောင်ကျော်ရှိတာဟုတ်ကျွန်တော်နေနိုင်တဲ့အဆောက်အဦတွေမများတော့များများတယ်လေငါတဲ့ဒီတုံးလုံးရှိတာဟုတ်တထောင်ကျော်ထားဖို့ပညာသင်ဖို့အစားဖို့တောက်ဖို့နေရာအားကစားအကုန်လုံးလုပ်ထားတာဆိုတော့အဲ့ဒီနေရာမှာစောက်တယ်မလီမှာစောက်တယ်တော့ဘာမှကြီးကျယ်မနေနဲ့မျက်စိမပိတ်ခင်ပိတ်လိုက်တာနဲ့ဒါလည်းဘာမှမဆိုင်တော့ဟုတ်တယ်နော်အဲ့ဒါတွေအားလုံးထားခဲ့ပြီးသွားမှာယူသွားမှာကံတရားယူသွားမှာကံတခုပဲရှိတယ်နော်အဲ့ဒါလေးကိုဆင်ခြင်လိုက်တာနဲ့ဘုံဘဝဘာလို့ပြီးသွားလဲဆိုနေတိုင်းကုသိုလ်ဖြစ်မှာပြန်အချိန်တိုင်းကုသိုလ်ဖြစ်နေမှာရဟုတ်ကဲ့နော်လူတွေဆိုရင်တော့နေတိုင်းကုသိုလ်ဘုန်းကြီးတွေကတော့အချိန်တိုင်းကုသိုလ်နော်ဘုန်းကြီးကအကုသိုလ်တိတ်မဖြစ်တဲ့လူတွေမဖြစ်တဲ့ဆိုဘုန်းကြီးအချိန်တိုင်းကုသိုလ်ဖြစ်နေမှာရမှာအဲ့ဒါမှနေတော့ကုသိုလ်ပါတကယ်တော့နေအကုသိုလ်ဖြစ်နေနေတော့ဘာလို့ပါတော့အကုသိုလ်လည်းပါတော့မှာပေါ့ဒီရှိတဲ့အရာအလုံးကအကုန်ထားခဲ့နော်ကုသိုလ်တော့မအကုသိုလ်ဒါလည်းဒီကွာမှာအဲ့တော့နေကုသိုလ်များများလုပ်ပါကုသိုလ်ဖြစ်ဖြစ်နော်ဒါကဓမ္မတွေဆိုလုပ်เสียပါရှိတယ်ဒါနရှိတယ်ပိဋကရှိတယ်ဘာဝနာရှိတယ်ဟုတ်တယ်မလားဒါနတတ်တဲ့ချင်းဒါနလုပ်ချင်တယ်ပိဋကတတ်တဲ့ချင်းပိဋကဆောင်တဲ့ဘာဝနာနာကျင်ရရင်နာရှုကျင်ရရင်ရှုပွားရရင်ပွားဟုတ်တယ်နော်အဲ့ကုသိုလ်တွေကကိုယ်လာပါသွားမှာပိုင်းနာအားလုံးတော့ဘယ်လိုလဲထားခဲ့တယ်ညာဒါဘဝအပေါ်မှာမြင်တာဒီအမြင်နော်မမှန်အဲ့တော့မြင်တဲ့တော့လေမသိခင်လေးမှာဘုံဘုံဆိုခဏခဏပြောတယ်ငါအဲ့တဲ့ခဏဆက်နေပြီးပတ်တယ်ပဲရှိပါတယ်ကွာအဲ့တော့ဆိုငါလုံတော့တယ်အဲ့ဒါတော့ကျဲနေတယ်ကျန်တာအားလုံးကအများအတွက်လုပ်ပေးထားတာဟုတ်တယ်နော်ငါအဲ့ဘဝဆက်နေပြီးပတ်တယ်တော့ကျဲနေသေးတယ်လို့ဂရင်ကမှ6ပေကျော်ကျော်ရှိ6ပေခွဲတော့ပဲရှိတာလေ
ကရင်တလုံးနဲ့ရေချိုးခိုင်းအိမ်ကလည်းပွဲတိတ်သွားပြီဒီလောက်ဆိုရပြီဒါပေမဲ့လို့အများအတွက်ထောင်သွင်းနေလို့ရအောင်ဆိုတာဒီဆောက်တာပြီးတော့မှငါဆောက်တာလည်းဆိုဘာမှကြီးကျယ်နေနဲ့မျက်စိမတက်တဲ့နဲ့နာနဲ့ဘာမှမဆိုင်ဘူးအဲ့တော့အကုန်လုံးထားခဲ့ရမှာပြည့်တဲ့နေကိုယ်တို့နေတော့ဘာကိုယ်တို့နေတော့မမေ့နဲ့တော့ကိုယ်တို့များများတော့နော်အဲ့ဒါမနေ့တိုင်းတည်းပြည့်တယ်အဲ့ဒါနဲ့ချက်တော့အားလုံးကိုထားခဲ့ပြီးတော့မှာဒါကြောင့်လို့နေကိုယ်တို့များများတော့နောက်တစ်ချက်ကယောဂရင်အားကိုးရမရှိဒါကြောင့်လည်းတရားမဖြစ်ပြီးအားထုတ်သေကံဒီအတွက်ဘာတော့အားထုတ်အဲ့ဒီချက်ဆိုရင်ကဲမလုံလောက်နဲ့လုံလောက်တကူကဘာကုသိုလ်ဖြစ်ဖြစ်ကုသိုလ်ဆိုအကုန်လုံးတကူကချိန်နေပေါ့တရားအားထုတ်ဟုတ်တယ်နော်သေကံဒီကိုခံနိုင်ဖို့လိုသေးတယ်နော်သေကံဒီမှာခရစ်ပြည့်ပြီးတော့ချင်းချင်းရတယ်ဆိုပုထုဇဉ်မှာကြောက်စရာဘေးရနှစ်မျိုးရှိတယ်နော်နာနာတ္ထအုံလောကနာဘေးနဲ့ဝိနိပါဒဘေးဆိုပုထုဇဉ်မှာရှိတယ်နာနာတက္ကဘုရောကနာပြောတာဆရာများစွာရဲ့မျက်နှာကိုမော့ကြည့်ရတဲ့ဘေးတဲ့။ဘာလို့ပြောတာလဲဆိုတော့အရိယာပုဂ္ဂိုလ်ဆိုရင်ယရဏသုံးပါးမှတပန်းအခြားဘုဝေယဟုတ်တယ်နော်။ပုရုဇဉ်ကြတော့ဟိုဟာကောင်းတယ်လို့ဒီဟာကောင်းတယ်လို့ဒီလူပြောတာမှန်တယ်လို့ဟိုလူပြောတာမှန်တယ်လို့နဲ့ဟိုလူမျက်နှာမော့ကြည့်ပြီးတော့ဆရာများစွာလက်ကြည့်ရတယ်နော်။အဲ့ဒီဘေးကပုရုဇဉ်မှာရှိတဲ့အရိယာမှာအဲ့ဒီမရှိနော်။ယရဏသုံးပါးရဲ့မှတ်ပါကိုယ်ွယ်စရာမရှိဒီယရဏသုံးပါးနဲ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ပြောထားတဲ့အတွက်ငါကောင်းတာများများလုပ်နိုင်ဖို့လိုတယ်ဒါဆိုလုံးဝပါဘယ်စရာမှကြည့်စရာမလိုတော့ဒါတခုနဲ့လုံးဝပါနော်ဟောပုရုဇဉ်ကျတော့မဟုတ်ဘူးနည်းနည်းလေးဒုက္ခကြုံလာရင်ဟိုဒီကံတရားတွေအတိတ်ကံတွေပြစ္ဆုတ်ကံတွေအမှားတွေကြောင့်ပြန်စားရတယ်လို့မတွေးတော့ဟိုဆရာတော်မေးလိုက်ဒီဆရာတော်နဲ့ဘာလုပ်လိုက်ဆိုလိုက်လို့ဆရာများစွာရဲ့မျက်နှာမော့မကြည့်အောင်မော့ကြည့်ရတယ်အဲ့ဒီမှာကိုသွားပြီးတော့မိကိုလိုက်တဲ့ဆရာအမှားရင်ဒုက္ခရောက်မှာနော်အဲ့ဒါဆရာများစွာကိုမော့မျက်နှာကိုမော့ကြည့်ရတဲ့ဘေးနောက်ဝိနိပါဒဘေးဆိုတာကရောက်ချင်ရောက်တဲ့ဘေးသေပြီးရင်ရောက်ချင်ရောက်တဲ့ဘေးအခုတို့တွေလောက်ထားနေမယ်လို့နော်ကျင်းတယ်ပေါ့အဲ့ဒီကုသိုလ်ကကုသိုလ်နဲ့ဒီကုသိုလ်နဲ့သေရင်တော့ကောင်းတဲ့ဘုံရောက်မှာပဲတဲ့ကြောင့်စိတ်ချတို့တော့သေကံဒီမှာယောဂပြင်းထန်လို့တတိတစ်ချက်ပြီးတော့ထင်းချင်းရအာယုံနဲ့ထင်လာရင်ဟုတ်တယ်နော်ဘုရားက950ဒီပတ်တော့ဇတ်တော်လို့ရှိလူတရားကရှေ့ဘဝတစ်ထေးအဲ့တစ်ထေးဘဝကကုသိုလ်တွေလုပ်လိုက်တာသေပြီးတော့နောက်ဘဝမှာကြုံလာဖြစ်လို့သူကရှေ့ဘဝနဲ့မြင်လိုက်တော့ကုသိုလ်ကကောင်းကျိုးပေးတာမဟုတ်ဘူးငါရှေ့ဘဝမှာတစ်ထေးပြကုသိုလ်တွေလုပ်ကြတယ်အခုကြုံလာဖြစ်ဒါတို့မြင်တယ်သူကဟိုရှေ့ကိုကြုံမမြင်တာအခုကြုံဖြစ်စေဖို့အဲ့ရှိရဲ့တရားနဲ့တဘဝတော့ဘဝတရားဆိုတော့တရားနဲ့တဘဝမြောက်ဘဝကတ္တဗဘုရားလည်းကယဟန်ဓမ္မမျက်စိနဲ့လမ်းမှာပြီးတော့သူ့ကိုသွားမေးတခါကြီးရဲ့ဒီနေရာကိုဘယ်လမ်းကိုလာလဲသူကပြန်မပြောဘုန်းကြီးကြည့်နေလို့ပြန်မပြောတာပေါ့ပြန်မပြောဘုန်းကြီးလည်းမသွားတတ်တော့ထပ်နေတယ်တခါကြီးဒီနေရာမသွားတတ်လို့ဘာလမ်းနဲ့ညှိပြပါဦးကိုတော့ကြုံမသားလားမသိကြုံမသားရဲ့စကားများတယ်သူအဲ့လိုပြန်ပြောတယ်အဲ့ဒီဝစီကံကဘဝတရားတော်မှာဝင်ပြီးတော့တေကံလေးကထောက်ကနေလို့ဝင်လို့ရတာကိုကြုံသွားဖြစ်ကိုယ်တော်ကြောင့်ကြုံဖြစ်တာမဟုတ်နော်ဒီဝစီကံကြောင့်ကြုံဖြစ်တယ်အဲ့တော့ဒီဘဝမှာကိုယ်တော်တွေလုပ်ထားတယ်ဆိုတော့တေချာဘောတော့တွက်လို့မရဘူးရှေ့ကံတွေတတိတစ်ချက်လက်လိုက်တဲ့အချိန်မှာရှေ့ကံတွေဝင်ထင်သွားတယ်မကောင်းတဲ့ကံဝင်ခြင်းအပယ်လည်းကျနိုင်တယ်နော်အဲ့ဒါဝိနိပါဒပြီးရောက်ချင်ရောက်တဲ့ဘေးအဲ့ဒီဘေးမသိတာအရိယာပဲလေသောတပန်ဖြစ်သွားပြီဆိုရင်အပယ်လုံးဝမကြတော့ဟုတ်တယ်နော်စိတ်ချတာသောတပန်နဲ့ရှိစိတ်ချတာဘာပဲရှိငါတွေအပယ်မကြောက်ချင်းတွေပြောပြတာသောတပန်လည်းလို့ပဲရှိတယ်ဘုထုဇင်ကအဲ့ဝိနိပါဒဘေးရောက်ချင်ရောက်တဲ့ဘေးရတယ်ရှိတော့အတတ်နိုင်ဆုံးတော့တရားဓမ္မရှုမှတ်ထားလို့တတိမလေးဘူးဆိုရင်တော့အဲ့ဒီကနေ့မှဒီဟာဝင်မနောက်ချက်တော့ဘူးပေါ့ကိုယ်ရှုမှတ်မှုလေးနဲ့ပဲသွားမယ်ဆိုရင်တော့အာထုတ်ရင်းတွေနတ်တို့တွေကျိန်းတွေကောင်းနေရောက်အဲ့ဒီမှာတတိပြည့်သွားလို့မရှုနိုင်ဘူးဆိုရင်ဟုတ်တယ်နော်မရှုနိုင်ဘူးဆိုရင်ထင်းဉာဏ်အာယုံထင်လာရင်ရောက်ချင်ရဘဝကိုမရောက်တော့နိုင်ဘူးကြောက်စရာကောင်းတယ်ဒါကြောင့်ဘုရားနဲ့ချက်စင်နေတယ်ဒီကအာလုံးထားခဲ့ပြီးသွားမှာနည်းပဲရမှမဆွဲတတ်နဲ့မသေးသေးနဲ့ငါအကြောင်းလို့ပြောတာသေပြီးတာနဲ့ငါနဲ့ဘာမှမဆိုင်တော့ဘူးအဲ့တော့ဒီအကြောင်းလေးပေါ်မှာမဆွဲတတ်နဲ့နေကုသိုလ်တန်တ
ဒါတွေအကောင်အထားသွားမှာပဲနေ့နောက်ပါမှာကုသိုလ်ပဲဖြစ်တဲ့အတွက်နေ့ကုသိုလ်များများလုပ်နေ့စဉ်ကုသိုလ်ဖြစ်ရမယ်အချိန်တိုင်းကုသိုလ်ဖြစ်နေရမယ်အဲ့တော့ကုသိုလ်ရအောင်ယူဆိုပြီးတော့ဒါတစ်ချက်ဆင်းတယ်နောက်တစ်ချက်ကအတ္တတော့လောဘောနဲ့ပြီးတော့လောကကြီးကအကူရမရှိဘူးပေတာကြီးကြိပေါ်လူမမပဲ့တဲ့နေတဲ့ပုံကိုကြည့်ပြီးအာယုံယူပြီးတော့လောကကြီးအဲ့ဒီအချိန်မှာအကူရမရှိဘူးအဲ့ဒီအချိန်မှာနေတရားမှလည်းတခြားအကူရမရှိဘူးဒါကြောင့်နေတရားထုတ်ဖို့မပြင်းနဲ့နော်တရားထုတ်ဖို့မပြင်းနဲ့နော်အထုတ်ပြအထုတ်ထိုင်ရဖြစ်စေတုံးလုံးဖြစ်စေမတ်တန်ဖြစ်စေတွားရင်လာရင်ဖြစ်စေနေရအောင်သာကြိုးစားမယ်ပေတာကြီးအဲ့ဒါပဲကိုအကူရရှိတယ်နော်ကျန်တာအကူရမရှိဘူးအဲ့ဒီကုဆိုရင်ကဲကုသိုလ်ဆုံးအောင်လုပ်ဖို့ရတရားအထုတ်ဖို့ရမလုံလောက်တဲ့လုံးလားဒါဘုံဘုံဟာဘုံဘုံအတွက်ဘုံဘုံသဘောကျလို့နှလုံးသွင်းတာမနေ့ကဒီ၄ချက်တည်းဒီနှစ်ချက်ကိုနှလုံးသွင်းတာနော်ဒီနှစ်ချက်ကိုနှလုံးသွင်းတာအခု၃ချက်တော့ပြီးပါလားတစ်ချက်ပြန်နေတယ်နော်ကဲသူတစ်ချက်ရဲ့နောက်ဆုံးတစ်ချက်ရဲ့ပါဠိကဥနောလောကောအတ္တိတောတဏ္ဍာတော်တဲ့မြန်မာလိုလိုက်ဆိုမယ်နော်လိုမပြေဝအာမယတဏကြုံကြီးပါတကားလိုမပြေဝအာမယတဏကြုံကြီးပါတကားကဲတတ္တဝါနဲ့ဘယ်သူကြုံတဏကြုံနဲ့တဏရဲ့သဘာဝကလည်းအလိုပြည့်တယ်ဆိုတာမရှိဘူးတဲ့ဒါတရားဓမ္မတွေကြုံနေကြမယ်နော်တဲ့မှာအိမ်လေးတစ်လုံးလောက်ဆိုရင်တော့ဆိုတော့အိမ်တစ်လုံးပိုင်ပြီးတော့ပါမရှိနော်ဒီအိမ်တစ်လုံးကနေလို့ပဲရတာတိုက်စားလို့မရဘူးနော်ဟောတာသမီးရဲ့နေရာတော့ရှိရင်တို့အတွက်လည်းတို့ရဲ့အိမ်တော်ပြုကြမှာဆိုတရားပဲအိမ်တော်ရှိလို့မှာဆိုတော့တန်းအိမ်တောက်တာပေါ့အဲ့ဒါရပြီးတော့တာမတော်သေးဘူးတို့တာသမီးရဲ့လက်ကြီးပဲလို့သိကြည့်တာအဲ့တော့အိမ်တစ်လုံးငှားလို့ရှိရင်နောက်တစ်လုံးလောက်ရှိလို့ဒီတစ်လုံးကတိုးနေမယ်နောက်တစ်လုံးငှားမယ်ဆိုရင်ငယ်သားလို့မဆိုးဘူးအဲ့တော့နောက်တစ်လုံးဆို၄လုံးတော့အနည်းဆုံးတော့လာနော်၄လုံးရပြီးတော့တာအလိုအပ်ပြည့်တယ်ဆိုတော့မရှိဘူးနော်အလိုအပ်ပြည့်တယ်ဆိုတာမရှိဘူးအဲ့လိုပဲကျွေးမကြောက်တဲ့ဗရန်နဲ့ကတော့ဆိုမဆိုးပါဘူးပြောတာအဲ့တော့ရရင်တော့မတော်ဘူးလေနော်မတော်ဘူးဒါကြောင့်လောကကြီးမှာအလိုပြည့်တယ်ဆိုတော့မရှိဘူးလို့ပြောတာနော်တကယ်တမ်းနဲ့မမှန်လားဒီတော့ရတယ်တော်ပြီစားတော့အရင်တော့ကိုယ်ချင်းချောက်တဲ့ဘွားတော့စပိန်တော့ကိုမှန်းတာပေါ့ဟုတ်တယ်မလားဒီစပိန်ကိုယ်စပိန်နဲ့ဆိုရင်တော့ဆင်ပြေလိုက်တာပေါ့စပိန်ရတယ်တစ်ချက်ပေါ့ကြည့်ရတော့ဆိုင်ကယ်သမားတော့စပိန်နဲ့ကျွန်တော်ကောင်းပြီးဆိုင်ကယ်လေးနဲ့ဆိုရင်ကိုယ်ဆင်ပြေဟုတ်တယ်နော်ဆိုင်ကယ်ရတော့တော့ဘယ်ရမလဲဆိုင်ကယ်ကနှစ်ဘိန်းလေးရေနော်နှစ်ဘိန်းဆိုတာချင်းရွေးလဲသွားနိုင်တယ်လေးဘိန်းဆိုရင်စင်ပြေတယ်ဆိုတော့ကားပြေတော့ပြန်နော်အဲ့ဒါကားလေးရတော့တော့လားဘုရားတော်နဲ့ကားပြေဒီကားလေးကစစ်သိမ့်မဖြစ်ဘူးစိတ်မချဘူးကားကတော့အလိုပြည့်သွားတယ်ဆိုတော့ရှိနော်တကူပြီးတကူတက်ပြီးတော့မလုပ်တာလိုချင်တာတောမှနေတော့မှလေလေတကွင်းနဲ့နွားတရှင်းလောက်ရှိရင်မလေးလောကကြီးနေတော့ပြီဆိုတာအဲ့တော့မှအဲ့တော့ကရန်ကုန်မြို့ခေါ်လာတဲ့တော့ဟိုလိုတိုက်ကြည့်လို့ရှင်နေပြီမှာနော်ဒါတဘာဝပဲအဲ့တော့ဥနောလောကကြီးအမြင်မပြတ်လိုနေဟုတ်တယ်နော်အဲ့တော့သူ့အလိုပြည့်မှသာတရားအထုတ်မယ်ဆိုတော့ရမရပါဘူးဒါတော့မှအမှုပြုနော်ဒါတော့မှအမှုပြုဘုံဘုံဘောတော့လည်းပြောပြပါတယ်လေပိုင်ရှင်မှာလေသမားစည်ရင်ကတော့တောင်းတယ်လေပိုင်ရှင်တတိယလည်းတော်တော်ချမ်းသာတယ်တတိတညို့လို့မလို့သူ့တယ်ကြီးဘယ်နည်းနဲ့မျိုးလို့သူ့တယ်တတိယတတိမှလည်းအများကြီးပါတယ်ကျွန်တော်မှတော့တစ်နှစ်ကိုနွားတရှင်းနဲ့လောက်စားတာကိုလေတရှင်းစားလို့ခေါ်တယ်လေတရှင်းစားဧကဆိုရင်10ဧကလောက်ရှိမှာပေါ့ကျွန်တော်လေတရှင်းစားတော့ပေးပါလားတတိယသူจิตနာပါကဲရောဒီမှာရောဒီမှာမဟုတ်ကိုတုံးနေရိုက်ဆိုင်မင်းလိုချင်တာခိုက်ဝမ်းသာပြီးတော့အဲ့ဒီလေးကိုဖြတ်ချောက်တယ်နောက်နေတယ်နေသေးတယ်ကိုရမှာတော့နော်တခါတွားရအောင်နောက်လည်းကြည့်တော့ပါနေသေးတယ်လမ်းလျှောက်တဲ့နေလို့ဒီမှာ ground ချက်ခက်မြန်မြန်ရှောက်နောက်လည်းကြည့်တော့ပါ
နေတယ်တော့ကအလိုပြည့်တာမရှိဘူးနော်နေတော့ပြင်းပြင်းနဲ့အမှမောပြီးတော့လည်းကစင်းစုံမှာမှောက်နေတာမှောက်နေတော့လည်းဘယ်တည်းကရေဒီနှာခေါင်းနဲ့ပေါက်ကနေတွင်းပြီးတော့သေးသွားဘယ်တည်းကသူသေးနေတော့ဘုရားစေရင်ကဘုရားလေလာတော့ဘယ်ရောက်တော့လိုက်ကြည့်အောင်ဆိုတဲ့တော့ကစင်းစုံမှာမှောက်သေးတယ်နော်အဲ့တော့ဩတဲ့ငါတော့ဘယ်အများကြီးပြေးလိုက်တာတဲ့ तू ကယူသွားတာ6ပေဝင်ကဲပေးတဲ့လူကတော့အများကြီးပြေးလိုက်တာဘယ်တော့ပဲယူသွားရန်ကုန်သားသေးရင်6ပေဝင်တော့ဆရာနော်အမောင်းတော့ပြီးပြားနဲ့ဆွန့်ပလိုက်မှာရန်ကုန်သားကတော့နော်တက်လက်မှမရစိတ်ချတော့အလူပဲရတာ6ပေဝင်ဟုတ်တယ်နော်အဲ့တော့အဲ့ဒါကြည့်လိုက်လို့ရှိရင်ကိုယ်ပိုင်နေလို့ဘာမှမရှိပါဘူးနော်အဲ့တော့လူတွေသေးတဲ့ခါကျတော့ချက်ကြီးမဟုတ်ပါဘူးကြိုးချီဘာဖြစ်လို့ဒီကောင်ကြီးမနဲ့ချောင်းကြိုးချီပေါ့ဘာလို့ညခပြင်းနေပဲနဲ့ပြင်းတော့လို့နေတာဘုံကအဲ့ဒါဘာလို့ဘာဖြစ်လို့ကြိုးချီမှန်းတယ်တကယ်အဲ့လိုကျင်လက်မနဲ့ချောင်းနဲ့ကြိုးချီဘာဖြစ်လို့လဲတော့လည်းငုံနဲ့ထားလိုက်ရိုက်နေမှာဆိုနော်အဲ့လူတွေတောင်းလို့ချီနေတဲ့ကြိုးချီတာအဲ့ဒါကြောင့်နော်အဲ့ပြောချင်တာကဘာလဲဆိုတော့လောဘအလိုလိုက်ရင်တော့ဘယ်တော့မှရက်တတ်နိုင်မရဘဝတစ်ခုကိုသုံးသပ်တဲ့အခါမှာနော်ကဲငါတို့ဘယ်ရွယ်ထိတော့ဒီမိသားစုဒီအတိုင်းဝိုင်းနဲ့ငါခန္ဓာအတွက်အလုပ်လုပ်တယ်အဲ့ဒီအသက်ရွယ်ခါမှာ65တိလုပ်လို့65ရောက်ရင်ငါရဲ့နောင်ရုပ်တွေထိုက်တဲ့လောက်စုဆောင်းမိတာဖြစ်ရမယ်ငါသားစဉ်ရေးစဲငါသားသမီးတွေအတွက်လည်းထိုက်တဲ့အမွေခွဲဝေပေးပြီးတာဖြစ်ရပြီးရင်တော့ငါအနာဂတ်အတွက်ငါရဲ့ဘဝတန်ត្រာတို့ငါဒီဟာမှန်တယ်ကြောင့်တွားမယ်အဲ့ဒီချိန်မှာမပူမပင်စားတော့ကိုသားသမီးရှိလက်ဖြတ်တောက်မှစားမှမျိုးမဟုတ်နော်ကိုရှိတာနဲ့စားနိုင်ဖို့အတွက်အရင်နဲ့ကိုစုထားဒါသမီးတွေတော့လုပ်ပြီးတော့ကိုဘဝတော့တစ်ခါလေးလုပ်ထားတော့အချိန်တည်းလက်ပြတ်တောင်းလို့ဆိုတော့မျက်နှာငယ်အောင်လုပ်နေရဘယ်သက်မရှိတော့မလုပ်ချင်တာဘုံတော့မစိတ်ချဒါသမီးရှိမတောင်းနေတယ်ကတော့တောင်းမှာတော့ဒါသမီးရှိတောင်းနေလို့မိဘတွေကဘယ်သူမှမလုပ်ချင်ဘူးကိုယ်ကပေးလိုက်ချင်တယ်ဒါနောက်ဆုံးဘာမှမရှိရင်တော့သမီးရဲ့ပဲစေးလေးထိုးရင်လို့ပဲစေးလေးထိုးရင်လို့မလုပ်အောင်လုပ်ရမှတ်တာဘယ်သက်မရှိရင်ပေကန်နေကိုမလုပ်ချင်တာအားလုံးတော့မစိတ်ချမနေချင်တဲ့နေရာမှာကျင်းတွေပေါင်းနေရပစံမရှိရင်တော့မစားရင်လည်းအကုန်စားနော်မသေးခင်တဲ့ပုံစံနဲ့ပဲပေးရမယ်အဲ့တော့ထိုက်တဲ့တော့စောတဲ့ရီမန်းချက်နဲ့ဘဝကိုရီမန်းချက်လေးနဲ့တော့ရှာထားမယ်ဒါသာသမီတွေဒါတော့ငါတို့နောင်ကြီးအတွက်အဲ့တော့စာမုတ်တော်ကိုကြီးရဲ့ဘုရားဘာသာမလေးဆိုပေကန်ကြီးနောက်ဆုံးကျတယ်လူကျင်နေတာကိုအဲ့တော့ထိုက်တဲ့မြတ်လူလဲဆိုတာရှိတဲ့လောက်ပြောတာဖြစ်တဲ့အတွက်ထိုက်တဲ့မြတ်လူကိုတန်းဖို့ငါတို့စာမုတ်တော်ကိုကုကိုတာဖို့ဒါလို့ဆိုရင်အဆင်ပြေတယ်ရောအားလုံးကြီးတယ်ဒါငါတို့တော့ကဒါချန်တာမှာပြီးရင်တရားကြောင်းကမှာတရားဓမ္မလေးနဲ့ပြောမှုပဲဘဝအနာဂတ်အဲ့လိုပိုင်းနိုင်မှာတော့ကကြတယ်နော်အဲ့လိုစိတ်ကမပြတ်ထားလို့လောဘအလိုလိုက်လို့သေတောင်မရဘူးနော်နော်သေတောင်မရဘူးအဲ့တော့လောကကြီးကဒီအလိုလိုက်လို့တော့မရဘူးမလုံးနဲ့လို့ပြောတာမဟုတ်နော်လုံးဝရှားမယ်ခုနမိသားစုတွေလည်းရှိတယ်လို့ကိုယ့်ရဲ့နာမည်တွေလည်းရှိတာကိုယ်တူတဲ့အတွက်ကြည့်တယ်နော်ဟောအခုအစင်းနဲ့ကြည့်မယ်ဆိုငါတို့နိုင်ငံအတွက်ပါငါတို့တဲ့တော့အသက်ရောက်သွားမကောင်းဘူးကောင်းတယ်ဒီလိုလေးပေါ့ကိုတန်းတဲ့တော်လေးလုပ်ပြီးဒါတော့ဘယ်ချိန်မှငါရက်ရလဲဆိုတော့အဲ့ဒီရက်ချိန်ကိုတွက်နော်ရက်ချိန်ကိုတွက်ရင်အဆင်ပြေပါပြေပါပါမပြေဘူးဘာကြောင့်လဲဆိုတော့ညာတော့တဲ့လူတွေမှာသေတော့မကင်းမှုတင်းလင်းနဲ့ဆင်းရနေတာမလွဲတာရှင်သေတော့အလုပ်တန်းနဲ့ပြေသွားတာနော်အလုပ်တွေပြီးလို့အားပြီးဆိုပြီးပြေတဲ့မသာရှိတယ်သွားလိုက်နေကြည့်တရတော့မှာတော့ပေါ်မေးကြည့်ဒီမှာအားလို့ပြေတဲ့မသာရှိတယ်မအားတဲ့ကြတဲ့ပြေသွားတယ်မအားတဲ့ကြတဲ့ဒီလောက်ဆိုရက်တော့မယ်လို့ရက်ပြီးတော့ဒါကိုကုသိုလ်ဘက်ကငါဒီလိုသွားမှတရားကဒီလိုအားထုတ်မှာအဲ့လိုပိုင်ပြတ်တယ်မှာဘဝအဆင်ပြေတယ်နော်သူတဏှာလိုလိုက်နေတော့ဘယ်တော့ရမရဘူးနော်လောမပြည့်ဝအားမရတဏှာကြုံပြီးပါတော့ဟုတ်တယ်နော်တဏှာအလိုမပြည့်တဲ့အတွက်ဘယ်တော့မှမရသူကရက်ပြီးတော့ဘယ်တော့မှမခိုင်းအဲ့တော့အားလုံးကတဏှာခိုင်းတဲ့လုပ်နေရတယ်ဘာကြုံလဲတဏှာကြုံနေတဲ့နော်တဏှာကြုံနေအဲ့လိုမျိုးသိလို့ရှိရင်ကိုယ့်ဘဝကိုတဏှာကြုံနေနေရတော့တဏှာတစ်ခုတော့မလုပ်တော့တယ်မဖြစ်ဘူးလေကိုယ်အားလည်းပဲတန်ရောစင်နေနဲ့အိမ်တော်တစ်ခုထူထောင်ပြီးဖြစ်တဲ့အတွက်တားတယ်သမီးတွေမွေးလာပြီဆိုရင်မိဘတောင်းဝင်ရှိတယ်အဲ့တော့ကိုယ်တိုင်လည်းရက်ပြီးဖို့တားသမီးတွေလည်းပတ်ဖို့ကိုတတ်နိုင်ကြမှာတော့ရှာဖွေစုဆောင်ပြီးရင်တားသမီးတွေလည်းထိုက်တဲ့လုပ်ငန်းကိုင်ငန်းနဲ့တည်နေအောင်လုပ်ပေးခဲ့တယ်လို့ကိုယ့်ရဲ့အနာဂတ်အတွက်စားဖို့တောက်ဖို့ဆေးကုဖို့လူဖို့တန်းဖို့မပူရအောင်စီမံထားပြီးတော့အသက်ကြီးတဲ့65နောက်ပိုင်းတော့ဆိုရင်ဘဝကိုဓမ္မနဲ့ပဲဖြတ်တန်းတော့တဏှာကိုဘယ်တော့ရက်လိုက်တော့အဲ့ဒီမှာမရက်ရင်လည်းသွားပြီးလေပေးတဲ့ချိန်မကောင်းတော့မှလား
တဏှာနဲ့ပဲတင်းတဲ့တဏှာနဲ့သွားမယ်ဆိုလို့ရှိရင်တဏှာရဲ့အာယုကကောင်းတာဖြစ်မှာမကောင်းတာဖြစ်မှာဆွဲလန်းစရာတွေမှာသူကဆွဲလန်းမှာအဲ့ဒါဆိုတော့ဒီသွားတယ်မှာအပင်လေးကမရှုံးနဲ့ရှုံးတယ်ဘဝကအချိန်မပေးနဲ့လို့ပြောတာမဟုတ်တော့အချိန်ကန့်သတ်ပါလို့ပြောတာအချိန်မတော့ကျွန်တော်ဆိုရက်နေဟုတ်တယ်နော်အဲ့ဒီအချိန်ကိုကန့်သတ်ကိုကမကန့်သတ်လို့တော့တဏှာကတော့ကန့်သတ်တော့မှမပေးဘူးဟုတ်တယ်နော်ကဲအဲ့တော့မြတ်စွာဘုရားကဘဝကြီးကိုဒီလိုလေးချက်နဲ့ပြောတယ်ပြောအဲ့ရတ္တပါဒဘယ်လိုပြောလိုက်လဲဩမြတ်စွာဘုရားဟောတဲ့ဒီတရားတွေကိုအပြည့်အစုံကျင့်ဖို့ဆိုလူဘဝနဲ့မလွယ်ဘူးဟာငါဘုန်းကြီးဝိမှာဖြစ်မယ်ဆိုဘုန်းကြီးဝိဘုန်းကြီးဝိတော့အဖေတော့ခွင့်တာတူရီတော့တာအဖေကမပေးလူလေးတဲ့သေမင်းခေါ်ရင်ကမဖြစ်တာကိုခွဲရမှာကွာတဲ့ဒီတိုင်းနဲ့တော့မင်းကမခွဲနိုင်အဲ့တော့မင်းကမဝိနဲ့မင်းလူဝိနဲ့ကြိုက်တဲ့ကုသိုလ်လုပ်လှုပ်ချင်တော့လှုပ်အဖေမကန့်ဘူးဟုတ်လားဟမ်ဘုန်းကြီးမဟုတ်ရဟန်းဆိုတာကလည်းမိဘခွင့်မပြုရင်ဝိလို့မရဘူးခွင့်မပြုဘူးကွာဆိုတော့ခွင့်မပြုရင်မထားတော့ဘူးဆိုအင်းရှိမပုံးစုဖြစ်နေတယ်ဒီဘက်ကလည်းပြောထားတာလေဒီကောင်ပိုင်းဆိုင်ထားဘဝလည်းမထား1ရက်2ရက်3ရက်4ရက်5ရက်တော့မထားဘူး6ရက်အမေတက်ကမနေရဘယ်နေ့ရက်နဲ့လဲရောက်တော့ဖေးဖြစ်သူမနေနိုင်တော့တာတကယ်ကြီးလေးခေါ်ရောက်မလို့တကယ်ချင်းတော့ပြောစမ်းမအောင်တကယ်ချင်းတွေဆိုတာကပြောချင်မရဘူးလေတဲ့ဦးလေးသားကိုဘုန်းကြီးပြေးဝင်လိုက်ဦးလေးသားမပြောတော့လူပြန်ထွက်ဦးလေးအိမ်မပြန်ရပါတိတ်ချင်ခေါ်ယူနဲ့ပြောနေတော့ကဦးလေးအသက်ရှင်နေမြင်ခွင့်ရနေတယ်နော်ဦးလေးခွင့်မပေးတော့ဘာအသိခံတော့မှသူ့စိတ်ကိုကျွန်တော်တို့သိအဲနောက်ဆုံးတော့ဘာလို့ခေါ်ယူဖို့မပေးရပေးတယ်လည်းတော့ငါ့ဘယ်နဲ့ထားလိုက်အဲ့မှာသမီးလေးကလည်းစာရင်ကိုချိုးသင်္ကန်းတစုံတာအဝိဇ္ဇူသွားပြီးတော့မြတ်စွာဘုရားရှင်ကသွားပြီးတော့ယဟန်ဝတ်ယဟန်နဲ့ဘုရားမြတ်စွာဘုရားပြီးတော့ကမ္မထန်တရားချင်းညတော်မူပါဗျာဆိုမြတ်စွာဘုရားသူ့ကိုကမ္မထန်ချင်းညနေပေါ့အဲ့ကမ္မထန်လေးယူပြီးတော့နှလုံးသွင်းလိုက်တယ်နိဗ္ဗာန်မရရင်နောက်ပြန်မလဲတော့ဘူးတဲ့ဗါလဲနိဗ္ဗာန်မရရင်နောက်ပြန်မလဲတော့ဘူးတပည့်နဲ့သင်္ကန်းနဲ့ကမ္မထန်နဲ့ယူပြီးတော့တုံနေရာပြီးတနေရာဒီနေရာဒီနေ့ဆိုနောက်နေရာနောက်တဝါကျွတ်ရင်သူတက်တော်တဲ့နေရာသွားနောက်တဝါတောက်တဲ့နေရာမှာဆိုနိဗ္ဗာန်မရနောက်ပြန်မလဲဘူးဆိုတခါတည်းထွက်သွားတယ်နော်7နှစ်တီးဒရဇတ်အပြတ်အလတ်မရှိအားထုတ်လိုက်တယ်7နှစ်ပြည့်တော့ယဟန္တာဖြစ်သွားအခုတရားနာနေတဲ့ပြည်သက်တွေရောရှင်းတယ်မှာအားထုတ်ဘူးလားအားထုတ်ပါပြီရှားလားဘာဖြစ်လို့ခொနည်းပြည့်အိမ်ပြန်မှာနှလုံးသွင်းဟိုမှာလိတ်ကမရနောက်ပြန်တဲ့အပြီးတော့အိမ်ပြန်တဲ့က7နှစ်ပြည့်သွားပြီသူမိဘကသူ့မမပြီးတော့7နှစ်ကြာလို့ပြန်လာတော့ဖေရသူ့မမပြီးတော့ရဟန္တာဖြစ်မှပြန်လာဒီမှာအိမ်မှာခါလို့ငါ9ရက်ပဲတော့9ရက်ပြန်လာငါကတော့ပုံပြက်နေလို့လည်းတို့ပြေးပြန်လာရှားပါလေကအကြီးဟဲ့နေတာခက်လို့မရတာဟုတ်တော့ကိုကရအောင်မလုပ်လို့မရဟုတ်တယ်နော်ဒီချိုတဲ့တာကလည်းအားထုတ်တယ်မရှိဘူးရှိတယ်ရှိတယ်ကရဏအားထုတ်တယ်ကရဏပြီးတော့လည်းပြန်ကြလေကြလေနဲ့အိမ်ပြန်ရောက်လာတယ်ဘုမရတာတခါတပရိတ်တဲ့ပေါ့တရားဆိုတာကအားထုတ်တယ်နားတဲ့ချိန်ကပိဋကဝင်တာပဲနားတဲ့ချိန်ကပြန်ဝင်တာပိဋကဝင်ပြီးနောက်တစ်ခေါက်ပြန်စကားပြောလိုက်တော့တစ်ကပြန်စားဟုတ်တယ်နော်နည်းနည်းလေးတမာရီရမယ်လေကြောင်ပြောစကားတိတ်ပြန်ရောက်အိမ်ပြန်တော့ပိဋကနဲ့နေပြန်ရောက်နော်ကပ္ပတိလောကနဲ့မောဟတွေနဲ့နေနောက်တော့တရားစကားဆိုသွားလိုက်ပြန်အောင်အဲ့တော့ဘာလို့တုံရင်မသိဘူးလားအကျိုးမရှိတော့ကြရမလို့နော်ရတော့အောင်မဖြစ်ဘူးလို့ပြောတာပါရမီကုသိုလ်တော့မပါဘူးပါပါပါရမီကုသိုလ်ပါတော့နော်ခန္ဓာရရတယ်ထောက်ကကောင်းကောင်းဖြစ်အခုမရတာအဲ့ဒါကြောင့်အဲ့ဒါနောက်ကြောင်းပြန်လို့ဘာပြန်လို့ဘုမာလေးကမရနောက်ပြန်တယ်ဆိုရသွားတယ်နော်ရသွားတယ်အဲ့ဒီမှာရပြီးရောပြန်တော့ခေနဲ့ခေအိမ်ဆုံးနဲ့ကြွတယ်ဖေးရမမှတ်မိဘုန်းကြီးတွေဆဲတာပြောမနေနဲ့
ဘာဖြစ်လို့လဲဆိုတော့ငါသားနဲ့ပွဲအောင်လုပ်တာဒီကိုတော်တွေပဲဆိုသူ့သားမတူဘူးဆဲလို့တော့သားလည်းထပြန်သွားအောင်ထပြန်သွားတော့ချမ်းပြင်းနဲ့ရောက်ရောအိမ်ထဲမှာကြုံမကညစားပြီးတော့ပိုတဲ့မယောမုတ်အတိုးတွေပိုတာဆိုတာအတိုးတွေအဲ့အတိုးတွေကိုတော်မလို့သွားဟောအဖေရှိရဆုံးမရခဲ့တော့ကြုံမကအနာလဲရောက်ရောသူ့ရဲ့မျက်စိအာရုံရောက်တဲ့နေရာတော့ဝင်လာတဲ့ခါကျတော့နမလို့ခေါ်တာအရိယာဝဟာရလို့ခေါ်တယ်နော်အရိယာပုဂ္ဂိုလ်ရဲ့မိန်းကလေးကိုနမလို့ခေါ်တယ်နမတဲ့အဲ့ဒီမယုံမှုနေတွန်းဖို့လားဟုတ်တယ်တွန်းဖို့ဆိုတဲ့ဘယ်တခြားကောင်းမတော်နဲ့ငါတို့ရဲ့မှာတွန်းတယ်ဘယ်ထဲမှာတွန်းငါတို့ရဲ့မှာတွန်းအဲ့တော့ကျွမ်းအတန်ကိုကျက်မိသွားမောကြီးဒါတို့တခင်လေးပဲဒါနဲ့ဟိုကတောင်းခိုင်းတော့တောင်းလိုက်တာပေါ့တောင်းလိုက်ပြီးရောဝယ်ကြွားသွားပေါ့ကျွမ်းမအိမ်ပြန်ပြီးတော့တခင်မသားနဲ့တွေ့တယ်ဘယ်မှာလဲကျမရှိရမရောမအတိုးလေးယူသွားတယ်ဘာတွေယူသွားအတိုးလေးယူသွားတယ်ယောက်ျားကိုပြီးတော့နင့်ပြောတဲ့စကားအမှန်နင့်ကိုကြုံဖြစ်တာပြီးတော့ကဲလာလိုက်ဆိုလိုက်ဟိုကဇေယျပေါ်မှာမရောမအတိုးလေးပုံပေးနေတော်ရုံနဲ့တော့မစားနိုင်ဘူးယဟန်ကပညာပွားထားနိုင်လို့စားနိုင်တာကိုကိုလို့ဆိုတော့မရဘူးသူစေတော့စားနိုင်စကြနော်ဟိုယဟန်ကဘယ်လိုပညာကိုပွားထားနိုင်လို့စားနိုင်ဒီအတိုးဆိုတဲ့ပညာပွားထားနိုင်အဲ့ဒါကကြီးအောင်လို့ဒီအတိုးတွေမစားပါနဲ့အိမ်ပြန်လိုက်တဲ့ဒီနေ့အတွက်ကတော့ဘယ်တော့မှမပြင်နိုင်မရတော့အဲ့သူတို့တက်တဲ့ခါမစားတယ်ပြီးပြီနောက်နဲ့အိမ်ဆုံးသားကြွားမယ်နောက်နေ့ကျအိမ်ဆုံးသားကြွားဝတ်ပြင်စင်တာတော့တတိယမိမနေရာကိုလည်းပြောတယ်နေရာကျပါကြတယ်လည်းမလို့သိတယ်တော့တော့ရဟနာမှမသိဘူးဘုရားရှင်နဲ့ထင်တယ်လူပြန်တော့အောင်လုပ်မလို့မင်းတို့ယောက်ျားပါကြတယ်လည်းသိတယ်နော်အဲ့တိုင်းလေးပြင်တာဘယ်ရောက်ကြတယ်ကျဲတဲ့ကောင်ဘယ်ရင်မွေးကြတယ်အဲ့ကျဲတဲ့ကိုမွေးဆိုတာအဲ့ဒါအိမ်မောင်မနဲ့ရွှေမှုတွေပေါင်းတာပုံလိုက်ကြည့်အိမ်မောင်ရောက်တဲ့လူလေးရွှေဘုံကြီးကိုဝင်ပြရွှေဘုံကြီးကိုအမောက်အိမ်မောင်အဲ့ဒါမင်းနဲ့ငါနဲ့ပြင်အောင်ကြတော့မင်းအမေဘက်ကတဏခါကိုထည့်နေတာပဲရှိတယ်အဲ့ဒီရွှေဘုံကြီးတဏခါကိုထည့်နေတာပဲရှိတယ်အဲ့တော့ငါဘက်ကတင်တာမပါဘူးလက်ထက်ပွားမပါဘူးကိုယ်အများကြီးပိုင်တာပွားကြိုက်တာလူစမ်းမှာလူထုတ်ခဲ့ဘေးရဒါရဟန္တာကတူတယ်ဒကာကြီးတဲ့စိတ်မဆိုးရင်ဘုန်းကြီးတခုပြောမယ်ပြောပါအဲ့ဒီရွှေတွေကိုဘုန်းကြီးတဲ့ဒီကိန်းကမိလည်းတော့ပြချတာရတဲ့အဘိုးကြီးတော့စိတ်ပြတ်ရွှေမွေးနဲ့ဖျားရောက်လို့မရတော့သူ့မိန်းမနဲ့ပေါ့မိန်းမနဲ့ရပါလာပြီးတော့ကြောတော့လေနည်းနည်းတော့ပြောမှာပေါ့ဗျာဘာလို့ပြောမှတော့ဘုန်းကြီးလည်းမသိဘူးနော်အဲ့တော့ဟိုကဘာလို့ခေါ်လိုက်လဲဆိုနှမတို့ဆိုတော့မိမညောင်မိတယ်ပေါ့နှမတို့ဆိုရဲဒါဟာတန်ရောတင်ကင်းတဲ့အတန်တော့သိသွားပြီအဲ့တော့ဒုက္ခကိုစိတ်မလဲတော့ဘူးဆိုတတိတက်သွားအဲ့ပြီးတော့တခါကြီးရဲ့ဆုံးကပ်ဖို့ပြင်လာတာဒီမှာကပ်ဖို့ဆုံးကပ်ဖို့ဆိုဆုံးကပ်တော့လည်းငွေပြန်လိုက်မှာလို့ဆိုတာမှအဲ့ဆုံးတယ်ပါလေပြင်ကပ်ဆုံးလိုက်ပုံပေးပြီးရောရှင်းပါ heavy weight နဗန္ဒမကြီးထားတယ်အသေးချုပ်ဘယ်ရဲဆိုရတယ်မသေးဘူးနော်heavy weight ဆိုတော့တကယ်တောင်းတင်းနေအောင်သူတာမယုံနိုင်ပေါ့ဒါအတိတယ်လေဆုံးပုံပေးတယ်ပြီးရောခေါင်းမိုးဖောက်ထွက်သွားတယ်ပြီးရောကဲသူအဲ့ဒီလိုချမ်းသာတဲ့တတိယချောလာတဲ့မိမနဲ့ရှိပါတယ်တဲ့ဘဝအဲ့ဒီလိုမြတ်တဲ့ဘဝကိုထွန်းမြတ်သွားတဲ့စကားဘဝအမြင်ကပျော်ရွှင်ပွဲအမြင်လို့တာတန်ဝေကမြင်ဘဝကြီးဆိုတာတိမွေးပွားခြင်းကနေပြောသွားတယ်။အိုနာပေဒီလမ်းကြောင်းကိုသွားတယ်နော်။ဘဝကိုအဲ့လိုချက်တော့တည်းရပြောချင်မဟုတ်ဘူးနော်။နှစ်ကပေတာလေးချိန်ကလုံးဝအားကိုးရမဲ့ချိန်အဲ့ချိန်ကကုရိယပြန်မယ်ဒီတဲ့ကနော်။သုံးကဘလောက်ပိုင်တာအားလုံးအားလုံးတော့ကိုယူမှာကိုယ်ကံရှိတယ်နော်။တော့ငါပိုင်တော့သူသိတာကိုသူမိဘတအားချမ်းသာတာသူသိတာပေါ့။သူ့လိုလေလေးရှိတာအပူဆိုအပူအေးဆိုအေးနော်။ဘုန်းကြီးဝှချင်လို့လားသူဝှသွားတာ။ဘုန်းကြီးဝှဆိုတာကရွေးချက်စရာတက်ရှိတာမဟုတ်ဘူး။နော်။လူတွေမှာပုဂ္ဂိုလ်တွေတွေ့ပေးတာဆိုပြောင်းတော့ရ။ဘုန်းကြီးကတပိတ်ပိုက်ဆုံးခံစားလို့တော့ကိုကအစမစားတယ်ကိုကအစနောက်ထပ်နိုင်စားပြီးမငင်းနဲ့
ဘုန်းကြီးကရွေးချက်ကြသိရှိတာနော်ဒါအခုဆရာတော်ကြီးတွေဖြစ်မှသာရွေးလို့ရတာဒကာဒကမတွေဆရာတော်ကြီးတွေကျမ်းမာရေးနဲ့ဒါလေးပုံဖေးဒီလိုဒါပို့ဘာညာလုပ်ကြတာဟိုငယ်ရွယ်တဲ့ဘုန်းကြီးတွေမှာပါလေရွေးချက်ကြတော့မရှိဘူးသူမှရွေးချက်ကြတဲ့ဘောကနေရွေးချက်ကြမရှိတဲ့ဘောရွေးသွားတာနော်ရွေးသွားတာဒါဘုန်းကြီးပွက်သွားတာအဲ့တော့ဘဝဆိုတာနံပါတ်3ပါအားလုံးကိုထားခဲ့ပြီသွားရတာကျင်းနေမယ်နော်နံပါတ်4ကအဲ့ဒီလိုမြင်ထားတဲ့အတွက်တဏှာအလိုလိုက်ရင်တော့ဘယ်တော့မှမဆုံးနိုင်တော့ဟုတ်တယ်နော်ခေါင်းကဘုံပြောသူဘဝကိုအချိန်လေးတော့ကန့်လိုက်ကြပါတော့ဒီချိန်ကြီးငါတို့ဘဝအတွက်လုပ်ပြီးဒီချိန်ရောက်ရင်တော့ဘဝတို့မြောက်မှုအတွက်လုံးဝဖြစ်မယ်အဲ့ဒီဟာ65 80စသည်ကန့်တတ်ကြပါဗျာနော်အဲ့လိုကန့်တယ်လို့အဲ့အတော်ပြောမှလည်းအဲ့ကန့်တတ်တဲ့အတိုင်းဖြစ်ဖို့ဆိုတာကိုယ်မှသာသမီတွေလည်းနောင်အေးရအောင်ပါလေထားပေးခဲ့ဖို့လည်းလို့ကိုယ်နဲ့အဲ့ဒီချိန်မှာသာသမီကြီးလက်မပြတ်မနဲ့စားကျင်တာနဲ့စားနိုင်ဖို့နေမကောင်းရင်ခုနိုင်ဖို့လူချင်းစိတ်ပေါ်ခုနိုင်ဖို့တွေလည်းအရင်နဲ့ပြောင်းပေါ့ကိုပြင်ထားလေဘဝဆိုအချိန်ကန့်တတ်နေတဲ့အဲ့လိုကြိုလုပ်တာတော်နဲ့ကွက်တိမကြောက်ဘူးနော်တော်နဲ့ကွက်တိမကြောက်ဘူးဒီပြည့်လူမျိုးမရှိနဲ့ပုံမဲ့ကြည့်နော်အသက်38နှစ်မှာတော်ထွက်မယ်ဆိုတော့ကြောင်းနေတော့ဖြစ်ပေါ်တော့တော်ကိုတန်သူစရာမှာမတ်တရတဲ့ဆရာတော်ကြီးစာတော်ရေးလိုက်တော်ထဲမှာပြီးတော့ဝါကြောင်းလေးဆောက်ပေးတာဗျာဆွဲရဆောက်ပြီးရင်လည်းတော်ထွက်ဖို့လို့ပြောလိုက်တော့ဆရာတော်ကဝါကြောင်းလေးကိုသူ့ကြောင်းကြီးဖြစ်တော့တေသားအဟောင်းလေးရှိတယ်တေသားကြောင်းလေးဆောက်ပြီးတော့အကားလေးတော့မူလေးနဲ့ပေါ့အဲ့မှာတော့ပြီးတော့တရားအထုတ်အဲ့အမထုတ်ခြင်းလေးကျောင်းတက္ကသိုလ်နဲ့ဆုံးနေအမှန်တော့ကျောင်းတက္ကသိုလ်ကျေးဇူးများလို့ဆိုပြီးသူ့ကိုခေါ်တရားအထုတ်ခိုင်းတာဘုံကတောက်တော့လက်မကြည့်တော့တယ်အဲ့ဆိုတော့ငါသူ့နောက်ဆုံးနေတရားလေးနဲ့ကျေးဇူးဆက်တော်မယ်ဆိုအထုတ်ခိုင်းတယ်အဲ့မှာသူကကျောင်းဆောက်ချင်တဲ့အကြောင်းပြောတော့ဘုံကလည်းအပေရင်းသူကလည်းအပေကငယ်ပါသေးတယ်လောက်ပါအောင်သာသနာပြုပါအောင်ရှင်များတို့လိုစွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေသာသနာပြုပဲနဲ့ကိုယ်တစ်ပါးနဲ့ချမ်းသာရေးအတွက်အထုတ်တယ်ဆိုသာသနာကြီးကသွားပြီးတော့သူကလည်းမျိုးစုံတယ်လေနော်ရှောက်တယ်နောက်ဆုံးတော့လည်းအဲ့ဒါအာနာပြီးတော့ချောင်းထိုင်လိုက်ရောအဲ့တော့တဲ့အကြောင်းအခုဆိုအဲ့ကြောင့်ဘုံတော်တဲ့တရားဆောက်ပြီးတဲ့အကြောင်းလေးရရစ်တာတော့ဖြစ်သွားပြီဒါပါတော့အဲ့ဒီမှာအဲ့ဒါပြင်လာတော့38မှာတော်တော်ကိုတခါပြင်တယ်နောက်တော့45ကျရင်ပေါ့ဒီစာတင်တဲ့ကူကလုပ်ပြီး45နဲ့စာတင်တဲ့ကငတ်နေလို့မရှိသေးတယ်အဲ့တော့ထားပြီးတော့မကြည့်ဘူးအားလုံးကဘုံပြန်လာပြောနေတာလေဘုံကတရားဟောပြီးပြန်လာရတဲ့ပတ်စံနဲ့ကျွေးတယ်တော်ထဲမှာဆုံးကတ်လို့မှမရတာဟုတ်အဲ့တော့ဘုံကဆရာတော်ပြန်လာရင်ဘာပါမလဲဆန်ဘိုးပါမလားစီဘိုးပါမလားအလုံးစုံနဲ့စာအုပ်ဘိုးပါမလားအဲ့လိုဆိုတော့50ပြောင်းတော့ပြီနော်50ရောက်တော့50လည်းရောက်ပြီတော်ရမြောက်ပဲပဲရောက်တော့အဲ့ဒါတော့ကမှမောဒနာနဲ့ရေးတယ်နဲ့တွဲပြီးတင်လိုက်တာဩလို့တရားတွေကိုဟောရင်နဲ့ဗာတွေ့တယ်ဆိုတော့နောက်အနာဂတ်မှာရိုးစက်တွေကိုဘာသာရေးတင်မပေးရင်သာသနာကြီးကအင်းနဲ့ပေါ်ရောက်သွားနိုင်တယ်။ဘာကြောင့်လဲဆိုဒီလူတွေအချိန်တော့ပေါ်ရောက်သွားကြမှာလေ။ပေါ်ရောက်ရင်နောက်ရိုးစက်တွေသာသနာကိုနားလည်တန်ဖိုးထားပြီးတော့စောင့်ရှောက်မှသာသနာအရှိခံတည်တတ်မှာဟုတ်။တော့ရိုးစက်တွေကိုဘာသာရေးတင်ပေးဖို့အဲ့လိုပေးတော့ငါလင်ကျဲတွေမှာတင်ပေးပြန်လာခဲ့ဆိုပြီးမှမနာတော့။အဲ့တော့သူတို့လိုချင်တဲ့နဲ့တွဲပေးမှာတမဝါမဆိုင်တာဟိုတော့ပါလေ။ဆန်ကြောင်းလို့ပဲနော်ဆန်တအားကျန်းတော့ပစိုးလို့ချင်းဆန်နဲ့တွဲဝယ်အဲ့ဒါအခုလည်းလောကီပညာကောင်းကောင်းလုပ်ပြီးမယ်လိုချင်လာခဲ့ဒီမှာဘာသာရေးနဲ့တွဲပြီးဆိုတဲ့ဘာသာရေးနဲ့သင်ပေးတယ်ဒီကအဲ့ဒါသင်လို့ကြောင်းတော့နော်အဲ့သင်လို့ကြောင်းတော့လည်းဒါနဲ့လောကီပညာညံ့လို့ရောက်တဲ့လောကီပညာညံ့ဘယ်လာလဲအဲ့လောကီပညာနဲ့ကောင်းအောင်လုပ်ရတယ်ပြီးတော့ဗါလဲဘာသာရေးနဲ့သိအောင်သင်ပေးရတယ်အဲ့လိုတွေလုပ်ပြီးတော့ကျောင်းသားများတာပေါ့ထားတော့မထားနိုင်တာများတာပေါ့ထားပါတော့အဲ့တော့အဲ့ဒါလည်းဟိုဘက်ကရိတ်တာတဲ့ဘယ်လိုငါ့ဟိုလို့ဒီကျန်ကြည့်ဒီလိုရက်ဒီနာကိုဒကာဒကမတွေရဲ့ပစ္စည်းတွေပါထောက်ပံ့လူတဲ့ကျွေးမွေအဲ့ဒါကြောင့်သာသနာပြုနိုင်ခဲ့တာကဲဒကာဒကမတွေနဲ့ငါတစ်ချိန်ပြန်တရားနဲ့ပြန်ကျေးဇူးဆက်ဖို့ရိတ်တာပြီးတော့ခွင့်လို့မှအဲ့ဒါရောက်လာတဲ့ဒကာဒကမကိုတရားပြပေးမှာပေါ့ဒါဘုံမောတော့မရှိတယ်ဘုံကဟိုဝင်ကြီးမကောက်ဘူးပေါ့ဒါတော့ဘုံရှိတာတော့ကျွေးမယ်ဆိုတာနော်မရှိတဲ့ရှိတာစားအဲ့လိုလေးသွားမှာပေါ့အလိုရှင်ချင်းလည်းကျွေးရမယ်ပေါ့ဘုံအဲ့လိုလေးနဲ့မူချပြီးလုပ်မှာပေါ့အဲ့တော့ဘယ်သူလာဟိုဈေးမထိုင်နိုင်ဘူးတရားတော့ဆိုမဖြစ်အောင်ငါလုပ်တယ်ဒီလိုလေးတွေပတ်စုံကျွေးပြီးတော့စက်ကူးလေးနဲ့ရိတ်တာလေးကတည်လိုက်တော့အခု60အထိတော့ထွက်လို့မရဘူးဘယ်တော့ရလဲ30ရှိတယ်နော်အဲ့တော့ဘုံ
တို့ဆရာတော်ရှိတော့ပြောခဲ့တဲ့စကားလေးပြောပြတာလေဒီမှာခြုံကြီးတယ်ဟာလေလေဒီဆိုတာဝိညာဉ်ကြီးအဲ့မှာခြုံပြောင်းကြီးဒကာဒကာနဲ့ညီးတာထားမှာဒကာဒကာတွေကတားတယ်သမီးတွေညီးတယ်တိုင်းတွေဝိုင်းနေတယ်ခြုံတော်ထဲမှာနေတယ်ဆိုခြုံကြီးတာထားဒီမှာကတုံးကခြုံသွားကြီးဟုတ်တယ်နော်ဘယ်လိုသွားကြီးတာလဲဆိုတော့ခုနအနာဂတ်သာသနာအတွက်မျိုးဆက်တဲ့ကလေးတွေဘာသာရေးဒီပေးမှဖြစ်မှာငါတို့ဒီလိုသိတာဟာငါတို့ရှေ့ကောင်းတယ်ဟုတ်တယ်နော်ရှေ့ကလူတွေသူပြန်ထောက်ကသာသနာတော်တန်ဖို့နားတယ်စောင့်ရှောက်ခဲ့တဲ့ခါကျတော့ဘုံဘုံတို့လည်းဒီသာသနာရှိတော့ဘုံဘုံတို့သိကြဟောသင်ရတာဟောဘုံဘုံတို့လည်းမှာလည်းပဲမျိုးဆက်ကိုအဲ့လိုသိပြီးလည်းသူတို့နားတော့နောက်တစ်ချိန်ဒီကလေးတွေကလူကြီးဖြစ်တဲ့ကသာသနာတော်စောင့်ရှောက်မဲ့ထောက်ပံ့မယ်ဆိုရင်နောက်မျိုးဆက်တွေသူတို့နောက်ကမျိုးဆက်တွေကသာသနာကိုခုထုတ်ကိုမရလို့ရမယ်ချက်သုံးလို့ရမယ်နိဗ္ဗာန်နဲ့ပွင့်တယ်ဟောအဲ့တော့ငါတို့တော့မှသူများကျေးဇူးကြောင့်ဒီလိုတွေ့ခွင့်ရတယ်ဆိုရင်ငါတို့နောက်ကလူတွေတွေ့တယ်ငါတို့လမ်းပြပေးတယ်ဆိုအဲ့အတွေ့လေးဝင်ပြီးစလုပ်တယ်ဘယ်တော့မှမထွက်နိုင်တော့ဘူးနော်ဒါဟောတော့မှဆိုငယ်တော့ဆိုလို့ရှိရင်ဘုံကတစ်နှစ်ကိုတော့ရဆောက်ကြည့်တာတက်လာတော့15ရက်အဲ့ဒီလိုမရမကတော့နေ့တိုင်းမသွားအမနေနိုင်တော့တဲ့ကိုသွားတော့ပြီးအထုတ်အဲ့လိုလေးလုပ်ခဲ့တဲ့ဘုံကြီးအခုဘယ်တော့မှမသွားနိုင်အသက်ကြီးတွေခြုံကြီးတွေဒါမှမရှိဘူးဆိုပြီးတော့မှခြုံသွားကြီးနော်သာသနာ့တန်ခါတွေလည်းပြစ်ထားလို့မရဘူးခုတကဒိုင်းလို့ဟိုမှာတိုက်ပွဲတစ်ခုကြံထဲမှာကိုเจ้าအနေနဲ့ရောက်ရောမနေနိုင်တော့ဘူးလေချက်ချင်းလာခဲ့ဆိုရန်ကုန်ပုံခေါ်တင်ပြရန်ကုန်မှာစောင့်ရှောက်နော်နေဒီမှာအဆောင်လေးတွေရှိထားလို့တော်သေးတာဟောအဲ့တော့အဲ့ကတချို့ဒီဘက်ကကျောင်းသားတချို့နေချုံလည်းပြီးတော့ဂျိုးကမှနှစ်ချောင်းရှိတယ်နေချုံလည်းဘယ်မှာရုံးထွက်နေရတော့နော်အဲ့တော့ပြောချင်တာကအနာဂတ်သာသနာတော်ဘုံဘုံတို့ငယ်ငယ်တုန်းကလည်းဘုံဘုံတို့ဓမ္မတိရဆရာတော်ကြီးတရားတွေဟောပြီးတော့လေပြောရလဲဆောက်ကြည့်တယ်တရားနဲ့အထုတ်တယ်တရားနဲ့ဟောတယ်အဲ့တော့ဆရာတော်ကြီးကပြောကြတယ်ပညာသောတာရေအိုးချမ်းတဲ့ကြီးရေမလောင်းနဲ့ကွာအိုးတဲ့လည်းကြီးတောင်းဟုတ်တရားဟောတယ်ဆိုတာကိုချမ်းတဲ့ကြီးလောင်းတာတရားဟောတယ်ဆိုတာကိုချမ်းတဲ့ကြီးလောင်းတာဒါကဓမ္မတွေရပါကိုချမ်းတဲ့ကိုချမ်းတဲ့ကိုဒီလိုတောင်းချလိုက်တော့အများကြီးတင်တာနဲ့ကတ်နေတယ်နည်းနည်းလေးကိုယ်လည်းလောင်းနေတော့အကုန်တင်တယ်နော်စာတင်တိုင်းဆိုတာတန်ခါကိုဒီအချက်ဒီလိုဆိုသင်ပြီးတော့အကုန်လုံးချက်မှတ်တော့ပါအိုးလေးကိုရေလောင်းနေပဲအကုန်များတယ်ဒီမှာကျတော့တရားဟောပြီးတော့တချို့အိမ်ရတယ်ကအမေစံတော့ဗာတရားဟောလိုက်တယ်ဟိုကိုကျန်တယ်နော်ကိုကျန်တယ်ရှင်နော်ကိုကျန်တယ်ရေလာလိုက်နော်ကိုကျန်တယ်ရေလာတော့မြေကတပတ်ကို2ရက်ပေါ့ခုတော့ဝါကျွရင်1ရက်ပေါ့ဝါလေးဆိုရင်2ရက်ပေါ့အဲ့ဒီပတ်2ရက်တန်ခါတွေပေါ်ရတာသွားပြီးနော်တရားစိတ်တွေလည်းဖြစ်အောင်စားပြီးတဲ့ကျူတာသာသနာနာကပဲသာသနာပြုအောင်လည်းစိတ်ထားကြလို့ထားမယ်အကုန်လုံးသင်ပေးတယ်အဲ့လိုလေးသွားလို့လိုက်အဲ့ဒါကိုယ်လေးကိုကြည့်တော့ကိုကဦးကျန်တဲ့ကိုကြည့်တော့နော်အဲ့တော့အဲ့လိုဆရာသမားတွေကဆက်သာသနာပြုတဲ့ဆက်တော့အောင်လို့ပြောတော့ဘုံဘုံတို့လည်းကြတော့ငါတို့လည်းတတ်နိုင်ငါတို့လုံးနိုင်တယ်လူလည်းလုံးလို့မရဘူးတော့လုံးချင်ပြီးမှလုံးနိုင်လို့ရှိဘူးလုံးနိုင်လို့ရှိလုံးချင်တဲ့ပုဂ္ဂိုလ်တွေလုံးလို့ရတဲ့ပုဂ္ဂိုလ်တွေကမလုံးဘဲနဲ့ကိုယ်တစ်ပါးချမ်းသာရေးအတွက်တရားကျင့်သုံးတော့မယ်ဆိုရင်နာဂတ်သာသနာအားနည်းသွားနိုင်တယ်အဲ့တော့နင်းတန်းတန်းနဲ့လုပ်ပေးဖို့ဆိုအဲ့ဒါလုံရင်းနဲ့မပြတ်တော့ဖြစ်သွားနော်မပြတ်တော့အဲ့တော့ဘယ်လိုပြည့်ခဲ့ဘုံဘုံပြောချင်တာအဲ့ဒါမဟုတ်တော့မပြတ်တော့ဘာလို့ရအောင်မလို့ရမှာပေါ့စာတင်လိုက်ကိုပြောလိုက်တယ်မဖြစ်မနေအတိပြရမယ့်ကိစ္စနာလာပြောကျန်တာအားလုံးကိုယ်ဆုံးဖြတ်ချက်နဲ့ကိုလို့မှားရင်သင်ခန်းစာရလိမ့်မယ်အဲ့တော့တစ်ဖက်ကိုလွတ်ချလိုက်စောက်ကင်ထားရင်လည်းဒီလွတ်ချလိုက်တော့ကိုယ်နိုင်ငံတော့တော့ပြလိုက်တယ်ကိုယ်နိုင်ငံတော့ပြလိုက်တယ်ပေါ့ပေါ်လို့မကြည့်မှဖြစ်သွားတယ်ဖြစ်သွားတယ်အဲ့လိုပဲအသက်ကြီးလာရင်နေရအားလုံးစောက်ကင်ထားမှလားလွတ်တဲ့နဲ့လွတ်ချနော်တချို့ကသာသမီနဲ့ပြီးသေးတော့လေလိုက်ပြီးရှောက်နေနေရှောက်နေကိုယ်ပဲမကူရဘူးလားကူရပါတယ်ဘုံကဘယ်လိုတွေးပြီးဖြတ်လဲဆိုတော့အသေးတဲ့သူတို့ချင်တာတော့မှာမဟုတ်တော့အခုဘယ်လိုလဲပြောတေးတော့သူဖြတ်တယ်တော့ကြိုက်တာတော့မှာတော့အဲ့တော့အခုလည်းကြိုက်တာတော့မစိနော်ဒါမဲ့ဘုံဘုံရှိနေတယ်ဆိုတဲ့ဒီနဲ့သူမဟုတ်တာမလို့ရဲ့ပြီဆရာတော်ရှိနေတဲ့မဟုတ်တာတို့လည်းသိကြရင်ငါတို့ပြောမှာအဲ့တော့ကောင်းအောင်လုပ်ပါတော့ကိုကဘာမှမပြောတော့အထင်းရတယ်မရှိဘူးရှိတာ
တရားဓမ္မတွေနဲ့အဲ့လိုနော်ဖြတ်တက်အောင်လို့တခုတော့ချလိုက်တခုတော့ချလိုက်နောက်ပိုင်းကျပေါ့ပေါ့ဖြစ်တော့အခုဒီမောဒနာနဲ့ဘုံမှာတိဆောက်ရေးတွေပြီးသွားတဲ့အချိန်မှာဟောဘို့နေ့တိုင်းနဲ့ညနေပိုင်းမှာညနေပိုင်းနဲ့တနေ့တော့ပဲကျန်တဲ့နေ့တိုင်းပိုင်းနဲ့ညပိုင်းဘုံဘုံကိုပိုင်းအခုတရားဟောတာတော့တရားလာဟောပေးလိုက်တယ်ပေါ့တရားပွဲမရှိတဲ့ညဆိုရင်ကိုပိုင်းချင်းတယ်ကိုယ့်ဘောအထုမရမရအဲ့လိုအချိန်ကိုရတော့လို့ဖဲ့ယူသွားတာတော့ဖဲ့ယူသွားအဲ့လိုမှမယူရင်ဘုံတော့မရှိတော့ဘူးယူလို့မရတော့ဘာကြောင့်လဲအများတို့ကကိုယ်တည်းမိသားစုရှိနေပြီဆိုတော့ဒါလေးတွေကလည်းအခြားလူအနေနဲ့လုပ်လို့မနိုင်သေးတဲ့အချိန်မှာကိုယ့်ကိုယ်လုပ်ပြီးမှရမယ်ဆိုဒီလိုပဲဖြတ်ရတယ်နော်နောက်ပြီးရင်တော့လည်းစိတ်ချတဲ့အနေကစိတ်ချတဲ့တပည့်ရပြီဆိုရင်တော့ကဲကိုကဒါလို့နေရာချပြီးတော့ကိုကအသားလေးဘာလို့ရုံးထွက်စိတ်မချဘူးတော့မလုပ်ရတော့နော်ကိုယ်တည်းရင်လည်းတို့ချင်တာတော့မှာပါပဲဒီတစ်ခါတည်းတွေ့ထားတယ်ဘုံတော့အဲ့တိုင်းပဲတွေ့တာအဲ့တော့ထွက်လို့ရတယ်ဒီဆောင်ရေးလုပ်ငန်းတွေမပြီးတော့ဒီဆောင်ရေးလုပ်ငန်းတွေအားဆိုင်လုပ်တာပေါ့ဒီဆောင်ရေးလုပ်ငန်းတွေကျတော့နောက်ပြီးတော့ကိုတော့မလုပ်နိုင်ဘူးမလုပ်နိုင်တော့ကိုရှိတော့ကိုလုပ်တော့နောက်လူတွေတရားစကားငါတော့မပြည့်ပြခဲ့ပြင်မှန်းတာအဲ့တော့ဗာပြဒီဆောင်ရေးတွေပြီးတော့စီမံကုတ်ကိုင်းအောင်လုပ်နေဆိုတို့မတက်တာပဲတက်တာဘုံကအကြောင်းတိုင်းတော့ခုတော့မြေကြီးကဒီစားအရန်တင်တယ်ပေါ့အဲ့နောက်ကငါတော့တရားစကားမပေါင်းခဲ့လို့ရှိရင်စီမံခန့်ခွဲအောင်လုပ်နေဆိုတို့အဆင်ပြေတယ်မြေကြီးအစားနဲ့ဆိုလို့မလုပ်နိုင်တော့အဲ့တော့အဲ့ဒီအတွေ့ကိုတခါလေးပြင်ဆင်ပြီးလုပ်ပေးတာနော်အဲ့တော့တရားဓမ္မတွေကဘာလို့ဆိုရလဲဆိုတော့လုပ်တဲ့လောက်လုပ်ပေးပါဖြတ်နေတဲ့အချိန်မှာဖြတ်ကြပါလို့ပြောတာနော်တစ်ချိန်နဲ့အပြီးထားခဲ့ရမှာပဲလေမထားဘူးလည်းထားတစ်ချိန်နဲ့ပြီးထားခဲ့မှာဆိုတော့ဖြတ်တဲ့တော့ပြန်နော်ဘဝကိုဘုံဘုံလို့60ရုံဝင်လာပြီဆိုတော့ဒီသေခြင်းတရားကိုအမြဲတမ်းမျက်စောင်းထိုးနေရတာဖြစ်တဲ့အတွက်ဒီအတွေ့တွေကအော်တိုဝင်လာတာနော်အော်တိုဝင်လာတဲ့အတွက်ဘယ်လိုပုံစံငါအတွက်ချိန်ယူရမလဲဘယ်လိုဖြတ်ရမလဲစသည်ဖြင့်ပေါ့နော်အဲ့လိုလေးတစ်လုံးပြပြီးတော့တခုတော့ရှိတယ်ဘုံဘုံကအများနဲ့ကြိုပြတတ်တဲ့ပုံစံဆိုတော့လေဘုံဘုံနဲ့ပတ်သက်တဲ့ကိစ္စတွေကကပ်ပြည့်နဲ့ဘုံဘုံညီချင်းတစ်ပါးရှိတယ်သူ့နေရာကိုပြောတာအခက်နဲ့ပြေးသွားရင်လည်းလို့ဆက်လို့ရတယ်။ဘာကြောင့်လဲဆိုတော့အကျွေးတွေလည်းရှိတာဟုတ်ပရိုတင်းမှာဆက်လို့ရမှာဒါပေမဲ့ဆက်စီရလည်းရှိတယ်ပေါ့ဆက်စီရလည်းရှိတယ်ဒါအတွက်အဲ့လိုလည်းပြောတာအဲ့သူကမကြိုက်ဆရာတော်လည်းမပြောပါနဲ့လည်းမိတ်မရှိရအောင်ပြေတာတော့ဘလို့လည်းမရှိရမှာပြောလိုက်တဲ့တင်ငါဘယ်တစ်ခါပြင်မှတော့မသိဘူးမသေးပါဘူးကွာလို့ဒါပေမဲ့ဒါဒီလိုရှိတယ်ပြောတာတော့ဘုံဖတ်ခနဲ့ဆိုတော့ခုချင်းဟိုကတော့မမလဲအောင်သေးပြီးမှပဲပြင်းနေတယ်အဲ့ဒါလည်းပြောဘုံကချုံမာတာဓမ္မကြီးလည်းမာရတော့ဘုံကတော့မာတော့ဓမ္မကြီးဓမ္မမရှိဘယ်သူကပြောတော့မာကြိုက်တယ်ပြောတခါတော့ချက်ကြီးကိုဘုရားကတက်ပြီးတရားရတယ်ချက်ကြီးဘုရားကိုကမ်းတယ်ကပ်ပြုတ်ချက်တယ်အဲ့ဒါစင်းရင်းနေတယ်ကပ်ပြရတယ်ဓမ္မတို့ဒါပေးချက်ရှိတယ်နော်တို့ဒါပေးချက်ရှိတယ်နော်အဲ့ဒါတို့သူကတော့ဓမ္မပေးချက်ရှိတယ်နော်အဲ့စင်းရင်းအကုန်ပြီးရှင်းပြပါလို့ကိုယ်တိုင်ပြီးအချက်ကြီးတော့တရားပြချက်ကြီးတရားပြတယ်ရှင်းပြပါတယ်အဲ့ကားပြုတ်ကြတယ်လည်းဟုတ်တယ်ကားပြုတ်ကြတယ်ဒီမှာတိုင်းနေဆိုအဲ့ချိန်မှာဆွဲပြီးဆွဲရဆိုဟာဟိုအရင်မမာလေးဆိုပေးပြီးနော်အဲ့ဒါတည်းရဲ့မှာဘုံကအဲ့ဒါကိုဆိုရင်တဲ့ပြီးတော့ကြိုးမာခဲ့တယ်တိုင်းနေဆိုတော့သူစိတ်မချနိုင်ဘူးလို့ပြီးတော့ဟုတ်တယ်အဲ့ဒါဘာပြောရလဲတေဖို့ကြိုးပြရပါလို့ပြောတာနော်ကြိုးပြရဘုံနဲ့ပြင်တာပဲဒီပေါင်းစုံနဲ့ပြင်တာပဲနော်ကိုတို့ကမှအတိမိတ်ဆွေဘုန်းကြီးကကျောင်းဆောင်ရင်တန်းတိုင်းနဲ့ပြန်တော်မူသွားအောင်ဓမ္မတရားကိုထူတယ်တဲ့သူ့ဆုံးလို့ပေးကြပါဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့အဲ့ကြောင့်မပြီးသေးလို့သူ့စက်ကဆွဲနေတယ်မဆောက်တာမပြီးသေးဘူးဆိုတော့နောက်တစ်နေ့ဖြစ်ပါမလားဘာညာစိတ်မချလို့ဖြစ်နေမှာပေါ့အဲ့ဒါနောက်တော့ဓမ္မအမြောက်ကိုပြီးလိုက်တယ်ပြောပါတယ်အဲ့တော့တေကန်ကြီးမှာဒါလည်းရှိတဲ့အတွက်ဒီလိုလေးတွေပြင်ဆင်နေဆိုတာပြင်သင့်တယ်လို့ပြောကြတာနော်ပြင်သင့်တယ်ဘုံဘုံနဲ့လည်းကြောက်နေတာကဲတော့ဒီတရားမျိုးကိုချုပ်မယ်နော်ဒီနေ့ဟောကြားမြတ်တရားကိုနာကြားပြီးတော့လိုက်လာကျင့်သုံးနိုင်ကြတဲ့ဖြင့်ကောင်းကျိုးကိုစီရနိုင်ကြပါစေကုန်သတည်းကျေးဇူးတင်ရတာတော့ဆရာတော်ရှင်မြတ်ဘုရားတရားတော်ကိုခြေတော်ပြုခိုက်ပြတာပါတရားတစ်ချိန်ကြီးရောက်သုတော်မြေကိုယ်ရဲ့ပဲကျော်စီတော်မြတ်ကြီးဘုရားပုစရိယပူဇော်ပွဲ25နှစ်ပြည့်ဝိယုဓမ္မသဘင်မှာဆရာတော်ဘုရားနဝကာမပူတော်ဝင်များဆက်ကထူတန်းဝင်ပြုပါဗျာ
ကပိယကာလကဖြစ်ဆရာတော်ဘုရားကြီးပူဇာကပိယကာလကဖြစ်နိုင်ကာယဥတော်တော်မှာအလူတော်ဝင်များလက်ခံပေးပါရကာရဝထားပြီးပန်ကြားပါခင်ဗျာတရားတစ်ချိန်ကြိမ်မြောက်ဘုရားကုသရိယပူဇော်ဝဲဖြစ်မြောက်ရင်မာတိဥဒ္ဒံတွေသုံးသိမ့်ကြတာအကျိုးတော်ဥက္ကဋ္ဌဥက္ကဋ္ဌထုံးအောင်မှာစက္ကန့်ဥဒ္ဒံပေးပါရကာရဝထားပြီးပန်ကြားပါခင်ဗျာ80 နှစ်ပြည့်ဆရာတော်တုတုဇာတာ60နှစ်ပြည့်ဝိရိထူတော်အလူတော်မီ3သိန်းကျပ်ကဆက်ကပ်ပေးပါရကာရဝထားပြီးပန်ကြားပါခင်ဗျာယေရှု၏တော်မြင့်မြတ်ကမိသားစုညာရီပေါ်လို့ဇေယတိတိနာမမာတိလူတန်းတွေအသိဉာဏ်အားဆက်ကထူထမ်းပေးပါရကာရဝထားကြီးပန်ကြားပါခင်ဗျာဝေလူလူများကိုယေရှု၏တော်ဤဖြစ်မိသားစုအင်းအိတ်ကအထူးစိတ်ကိုကမှာမာတိဥတော်ပြုတော်ဝေတသိဉ္ဇာဆက်ကထူထမ်းပေးပါရကာရဝထား၏ပန်ကြားပါခင်ဗျာကွယ်တော်ဖခင်ကြီးဥစွာလွယ်အားယေရှု၏ဇနီးဒေါကေတန်းတွင်တာဥဒ္ဒထိုင်ဒေါကေဒီဝဲမြေမြန်းဖြစ်ကြသောမတ်ဆောင်းခေတာမောင်လိုက်ရထိုက်သောဗိနာစုမဟာဘောကနာမာတိထူထမ်းတွေတသိဉ္ဇာဆက်ကထူထမ်းပေးပါရမောမြတ်သူကိုယ်တော်၌ခုနလမ်းမှာမာတိထူထမ်းပူဇော်တွေတသိဉ္ဇာဆက်ကထူထမ်းပေးပါရကာရဝထားပြီးမှန်ချပါရခင်ဗျာဘုမောတော်ပြည့်စံတမီမမြတ်တိတိကျော်တပင်းငယ်မတ်တဲ့တိတိကျော်သားငယ်မောင်လီယောချင်းခေါ်မောင်လင်းထက်ကျော်ဒီကားသူစံကရဘအချုပ်ဆိုင်မှာဆရာတော်များမတိထူထမ်းတွေ၅သိန်းကျပ်အားစက္ကထူထမ်းပေးပါရကာရဝထားပြီးပန်ကြားပါခင်ဗျာခြေသွေးရှင်ကွယ်လွန်တော်များဖြစ်ကြတဲ့အဖအုံးတင်အဖွားဒေါ်ဤတင်ဖေဖေဦးမြတ်တဲ့မေတီတော်လာမြင့်တို့ကိုယေရှု၏သမီးဒေါ်ဒီလာမြင့်မိသားစုအမှတ်24ကဒီနန္ဒတော်လာရှိရွယ်မာတီထူထမ်းကိုတသိဉ္ဇာအားစက္ကထူထမ်းပေးပါရကာရဝထားပြီးပန်ကြားပါခင်ဗျာကွယ်လွန်တော်ဘက်မိဘများကိုယေရှု၏ဦးမင်းနိုင်ဒေါ်ခင်ရှိမြတ်ကိုတာမောင်မြန်မင်းမောင်မြန်မင်းမောင်ကောင်းမြတ်ကောင်းလို့မောင်မြန်မင်းမောင်ကောင်းမြတ်ကောင်းမိသားစုမာတိထူထမ်းကိုတသိဉ္ဇာအားဆက်ကထူထမ်းပေးပါရကာရဝထားပြီးပန်ကြားပါခင်ဗျာဆရာလူကိုကိုပြတဲ့ဆရာမတော်ဆုစုလိုက်တစ္ဆန်းစာတင်ကြောင်းဘုစန္ဒလမ်းမှာမာတိထူထမ်းပူဇော်ကိုတသိဉ္ဇာအားစက္ကထူထမ်းပေးပါရကာရဝထားပြီးပန်ကြားပါခင်ဗျာမဆူဆူတဲ့19နှစ်ပြည့်ဝင်းနေအပူဇော်တသိန်း3000ကျပ်အားဆူဆူဘိုးပိုင်းဘုံမှာစပယ်မှာစက်ကပ်ပေးလိုက်ရင်ကာရဝထားပြီးပန်ကြားပါရခင်ဗျာတသိန်း3000ကျပ်ကြီးပါ来比了，是了，我们看我这东西比了。
ကိုယ်တိုင်စက္ကန့်လေးနဲ့ပြောရလိမ့်မယ်နော်သာရှင်ညဆရာတော်များရဲ့တရားရည်တို့တောက်စုကြပါဘုံသောတရားချစ်ခြင်းသူတော်စင်ပေါင်းမှာဆရာတော်များရဲ့သာသနာပြုပြီးလှူဒန်းပူဇော်ပြီး30သိန်း5300ကျပ်ကြီးကိုဟောကျွန်တော်တို့ကောင်းမှုတစ်ခုနေ့စဉ်ပြုအကျိုးတော်ဆောင်ကြီးဦးမြတ်အောင်မှစက္ကန့်လှူဒန်းပေးပါရဲ့ကာရဝတ်ထားပြီးပန်ကြားပါခင်ဗျာသာရှင်ညတရားကြီးအင်းရှိတက်ကြီးခေါ်ကြတဲ့ဆရာတော်ဘုရားရဲ့ဓမ္မပူဇာနဝကမ္မလှူတော်ပြီး2ရက်ပေါင်းပြီး50သိန်း8300ကျပ်ပြီးဖြစ်ပါလေဗျာအလူတော်ငယ်များစက္ကန့်လှူဒန်းပေးပါ၍ဆရာတော်ဘုရားမှာရှိဆက်တကြအမြတ်ဒီကုဒနာရှိနေပြပါရဲ့ခြေတော်ဒီခိုက်ပြတ်သားပါဗျာဒီနေ့ညတရားဟောတာလည်းနည်းနည်းတော့ကြာပါနော်တဏှာရောမကတော့အမှန်တရားတဲ့ချင်းစကားများများကျော်စဲတဲ့ရှိတယ်နော်တော်ပြီရမှာမရနဲ့တဲ့ဆုံးတော့တဲ့ချင်းစကားများတဲ့ယောဂရှိတယ်လူငယ်တွေသိခံကြလို့ပြောဒီနေ့ညဓမ္မတပင်မှာတရားတော်ကိုရည်မှန်းပြီးလူတိုင်းရတဲ့ဒါနဆောက်တည်ကျင့်သုံးရတဲ့သီလဓမ္မသဘင်ဖြစ်မြောက်အောင်အဖက်ဖက်မှဝိုင်းဝန်းဆောင်ရွက်ရတဲ့ဝေယဝစ္စနာကြံပွားများကြတဲ့ဘာဝနာကောင်းမှုအစုစုကိုမိမိတို့အတွက်နိဗ္ဗာန်စုပန်ဆင်ပြီးတော့အနန္တတတ္တဝါတွေတို့နဲ့ထပ်တူရကြပါစေလို့မေတ္တာစိတ်ထားရည်စက်ချမြတ်ဝေချနေလိုက်ဆိုဣဒံမေပုံညာနိဗ္ဗာနတစေယောဟောတုအရှင်မြတ်ဘုရားဤတော်တို့ဤယနေ့ယခုဗုဒ္ဓပူဇနီယဓမ္မသဘင်ဝေတရားတော်ဤမှန်ဘုဒ္ဓံရသောဒါနကုသိုလ်သောတိယသောကုသိုလ်ပြုလုပ်ရသောဝေယဝစ္စကုသိုလ်နာကြဝါမြာရသောဘာဝနာကုသိုလ်စုစုသည်လောကခတ်တဲ့သုံးမြင်ရမန်ယနေ့ဗန္တိအထောက်အပံ့ပါစေသာရှင်ဘုရားဤကာမှုဘုဘာကကို30ဘောကျင်းလေကုန်သောဘုံဆုံးများစွာတဝါတို့အားအမြအမြဘေဝေငါဘာကုန်ဤလုံးစုံများစွာတဝါတို့သည်ကျွန်ုပ်တို့နှင့်အတူတကွာကုသိုလ်ကောင်းမှုဘုဘာကကိုဝမ်းမြောက်မှုမောတာထုခေါ်နိုင်ကြပါစေကုန်တည်း
ပြူရမြကုတလာနာကုရောလီရှာကြဘူးအမြလို့